လောကမှာရှိသမျှအရာဝတ္ထုတွေကိုလူတွေကသူပိုင်တယ်ငါပိုင်တယ်ဆိုပြီးတော့ထင်နေကြတကယ်တော့လောကမှာရှိသမျှအရာဝတ္ထုသဘာဝတရားတွေဟာပိုင်ရှင်မဲ့တွေသာဖြစ်တယ်နော်ထိုပိုင်ရှင်မဲ့ဖြစ်နေတဲ့အရာတွေကိုလူတွေကပိုင်ဆိုင်မှုအတွက်ကြိုးပမ်းနေကြရုံမျှမကပိုင်ဆိုင်တယ်လို့စိတ်ထဲမှာမှတ်ယူထားပြီးထိုပစ္စည်းပေါ်မှာတွေ့တာမှုတွေရှိနေသမျှကာလပတ်လုံးလောကလူသားတွေလိုချင်တဲ့ချမ်းသာဒုက္ခဘယ်တော့မှမရဘူးမြတ်စွာဘုရားဒီသုတ္တဟောတာဖြစ်တယ်ပိုင်ရှင်မဲ့လို့ဆိုတာလောကလူတွေဟာသမုဒိသစ္စာရှုထောင့်ကနေကြည့်ပြီးတော့ဒီအိမ်ကိုတော့ငါပိုင်တယ်ဒီမြေကိုငါပိုင်တယ်ဒီချမ်းကိုငါပိုင်တယ်ဒီရွှေငွေဘာနာပစ္စည်းတွေကိုငါပိုင်တယ်ဒီအသုံးဆောင်ပစ္စည်းတွေကိုငါပိုင်တယ်လို့သတ်မှတ်တာဟာတခဏလေးသာဖြစ်တယ်ပေါ့လူရဲ့ဘဝတတန်းတစ်ခုမကုံဆုံးခင်သို့မဟုတ်ကုံဆုံးသွားတဲ့အချိန်မှာအလုံးစွန့်လွတ်ခဲ့ရတယ်ဖြစ်တယ်အဲ့တော့ပိုင်ဆိုင်မှုဆိုတာသာဝရလားတခဏလားလို့စဉ်းစားကြည့်မယ်ဆိုလို့ရှိရင်တခဏလေးပိုင်တာကိုအပိုင်လုံးနေကြတာဖြစ်တယ်တခဏလေးပိုင်တဲ့အချိန်ပိုင်းလေးမှလည်းပဲတကယ်ရောပိုင်တာဟုတ်ကဲ့လားလို့စစ်ဆေးကြည့်လိုက်တဲ့အခါမှာဆိုင်တာဆိုင်တယ်မပိုင်ဘူးလို့ပြောရမှာဖြစ်တယ်နော်ကိုယ်နဲ့တော့သက်ဆိုင်မှုတော့ရှိတယ်ဒါပေမဲ့ကိုပိုင်သလားလို့ဆိုမပိုင်ကြဘူးဒါကြောင့်မို့လို့လောကမှာရှိသမျှအရာတွေကိုသဘာဝသစ္စာရှုထောင့်ပရမတ္ထသစ္စာရှုထောင့်မှာကြည့်လိုက်မယ်ဆိုပိုင်ရှင်မဲ့ပစ္စည်းများသာဖြစ်တယ်ပေါ့မြတ်စွာဘုရားကိုယ်တိုင်ကလည်းပဲအတ္တကောလောကောတပ္ပံပဟာယဂမနိယဘယ်သူမှပိုင်ဆိုင်တာဆိုတာမရှိဘူးတဲ့အတ္တကောကိုပိုင်ဆိုတာမရှိဘူးကိုပိုင်ဆိုတာမရှိဘူးဆိုတာသူလည်းမပိုင်ငါလည်းမပိုင်ဘယ်သူမှလည်းမပိုင်တပ္ပံပဟာယဂမနိယအလုံးထားပြီးတော့သွားရမှာလေရှိလေဘုရားကျော်အေးမန္တလေးလို့ဆိုတဲ့အတိုင်းမန္တလေးမြို့ကြီးကိုစတင်တည်ထောင်သွားတဲ့မင်းတို့မင်းကြီးဒီ1220ခုနှစ်မှာမင်းတို့မင်းကြီးကမန္တလေးမြို့ကိုစတင်တည်ထောင်ဖွင့်ခဲ့သူပိုင်ဆိုင်တယ်ဆိုတဲ့အရာသူယူသွားလို့ရပါလားယူသွားလို့မရဘူးထားပစ်ခဲ့ရပြီလေသူရရုဆက်ခံတဲ့ဒီဘောမင်းဆိုတာလေကုန်ထားခဲ့ရမသိခင်ကပဲသူကခွဲသွားဒါဟုတ်လူတွေကတော့တတိတော်ထားကြတယ်တေကွဲကွဲတယ်ရှင်ကွဲကွဲတယ်လောကမှာကိုပိုင်ဆိုင်တယ်လို့ပြောတဲ့အရာတွေအလုံးဟာသမုဒိသစ္စာရှုထောင့်ကနေပြီးတော့ပိုင်ဆိုင်တယ်လို့ထင်မှတ်ပြောဆိုနေကြခြင်းသာဖြစ်ပြီးပရမတ္ထသစ္စာသဘာဝသစ္စာရှုထောင့်မှာဆိုရင်ပိုင်တယ်ဆိုတာတခုမှမရှိဘူးဆိုတာအလေးနဲ့ထားစဉ်းစားတတ်ဖို့လိုပြီပေါ့အဲ့ဒါလို့စဉ်းစားဆင်ခြင်တဲ့အသိဉာဏ်ဟာဝိပဿနာဉာဏ်တစ်မျိုးပဲဖြစ်တယ်မတူတဲ့အသိဉာဏ်မတူတဲ့ရှုမြင်သုံးသပ်ချက်ဝိပဿနာဝိဆိုမတူထူးခြားစွာပဿနာရှုမြင်နိုင်တယ်စာပေကျမ်းကမှာတော့ဝိဝိဒေဟိအနိစ္စတိအာဂါရေဟိပတ္တိတိဝိပဿနာမမြဲတဲ့သဘောဆင်းရဲတဲ့သဘောကိုမပိုင်တဲ့သဘောဆိုတာတွေနဲ့သင်္ခါရတရားတွေပေါ်မှာရှုမြင်သုံးသပ်တဲ့ဉာဏ်ကိုဝိပဿနာလို့ခေါ်တယ်အဲ့တော့လောကကြီးရှိသမျှငါမပိုင်ဘူးလို့တကယ်အလေးနဲ့ထားစဉ်းစားပြီးစဉ်းစားဆင်ခြင်နိုင်မယ်ဆိုလို့ရှိရင်
ဒါလည်းပဲဝိပဿနာဉာဏ်နဲ့မှတက်ဝင်တာပဲဖြစ်တယ်ပေါ့နော်အလေးနဲ့ထားပြီးတော့ဆင်ញင်သုံးသပ်ကြည့်ကြရမှာအမတ်တမဲ့မနေပဲနဲ့ငါပိုင်တယ်သူပိုင်တယ်ဆိုပြီးတော့မိမိနဲ့နေ့စဉ်ကြုံတွေ့နေတဲ့အရာတွေပေါ်မှာဆွလန်းပြီးတွေ့တာနေမယ်ဆိုလို့ရှိရင်ချမ်းသာဒုက္ခတွေဆုံးရှုံးသွားမှာသာဖြစ်တယ်ပေါ့ထိုချမ်းသာဒုက္ခတွေဆုံးရှုံးနေတာသွားခြင်းဟာပိုင်ဆိုင်တယ်လို့ထင်ပြီးတော့တွေ့တာမှုတဏှာကြောင့်ဆုံးရှုံးသွားကြခြင်းဖြစ်တယ်ပိုင်ဆိုင်တယ်လို့ထင်တဲ့တဏှာနဲ့တွေ့တာနေသမျှကာလပတ်လုံးဒီပစ္စည်းတွေပေါ်မှာဆိုရင်တော့ကဖြစ်နေကြဆိုရင်တော့ကဖြစ်နေသမျှရင်တွဲမှာပူလောင်နေတဲ့ဒေါမနတဝေဒနာတွေဖြစ်ပြီးဒုက္ခဆိုတာဘယ်တော့မှရရှိခံစားနိုင်မှာမဟုတ်ဘူးလူတွေရရှိခံစားတဲ့ဒုက္ခဆိုတာဟာကာမဂုဏ်အာယုံပေါ်မှာအမိပြုတ်ပြီးတော့တည်ငါလေးတခဏလေးရလိုက်တဲ့ချမ်းသာဒုက္ခကိုလူတွေကထာဝရချမ်းသာဒုက္ခကြီးတစ်ဖွဲမမက်မောမောတွေ့တာပြီးတော့သိမ့်ပိုက်နေကြတာဖြစ်တယ်တကယ်တော့လူလောကလူဘဝချမ်းသာဆိုတာအလုံးကိုတူထောင်းတယ်လို့ဒီလိုဆိုကာမဒုက္ခဆိုတာလူချင်းစရာအာယုန်ဒီပေါ်မှာထိုလူချင်းစရာအာယုန်ဒီပေါ်အကြောင်းပြုပြီးတော့တခဏမြဖြစ်ပေါ်လာတဲ့ဒုက္ခနဲ့သောမနတကာမဒုက္ခလို့ခေါ်ထိုကာမဒုက္ခသည်အချိန်တိုလေးအတွင်းမှာပြိုကွဲပျက်စီးသွားဒါကြောင့်မို့မြတ်စွာဘုရားကအပတ္တထာကာမဘဟုဒုက္ခဘဟုပါယမှာအာဒီနဝအဋ္ဌဘိညောဆိုပြီးတော့အမှန်ကန်သိအောင်လမ်းညွှန်မှုပြုတာကာမဆိုတဲ့လူချင်းစရာအာယုန်နေမျက်စိကမြင်လို့နှစ်သက်စရာကောင်းတဲ့အဆင့်အာယုန်နားကကြားရတဲ့နှစ်သက်စရာကောင်းတဲ့အသံအာယုန်နှာခေါင်းနဲ့နမ်းရှုလို့ရတဲ့နှစ်သက်စရာကောင်းတဲ့အနံ့အာယုန်လျှာနဲ့လည်းရတဲ့အရသာကောင်းတဲ့ရတ္တအာယုန်ခန္ဓာကိုယ်နဲ့ထိတွေ့ရတဲ့ထိတွေ့အာယုန်စိတ်ကူးကြံစီလို့ရတဲ့အာယုန်ဆိုတာလေဟာအလုံးကိုတူထောင်းတဲ့အချိန်အတွင်းလေးမှာဖြစ်ပြီးပျက်စီးသွားတာဖြစ်တယ်။ဒါကြောင့်မို့အာရစရာဆိုတာအလွန်တူထောင်းတဲ့အလွန်နည်းတယ်အပတ္တာထအလုံးကိုအာရဝယ်ဟာလဲပါတယ်ဆိုဘဟုဒုက္ခဘဟုပါယပါဒါတွေရဖို့အတွက်ပင်မဆင်းရဲကြဒုက္ခရလေနေစဉ်နဲ့အမြတ်ဒီကာမဂုဏ်အာယုန်ဒီအတွက်လူတွေဟာအလုံးလုံးနေကြတယ်နဲ့မိုးလင်းကညမိုးချုပ်သည့်တိုင်အောင်ရရှိဖို့ရာအတွက်ကြိုးစားအထောက်ကြဘဟုပါယတာပင်မဆင်းရဲမှုတွေအများကြီးတဲ့အာရိနောအဋ္ဌဘိယောအပြည့်နာစာအန္တရာယ်တွေကလည်းအလွန်များတယ်လို့ဒီလိုဆိုသို့သောတရားတွေကတော့အဲ့ဒီလိုမထင်ဘူးကာမဒုက္ခသည်သာဝရဒုက္ခလို့ထင်ပြီးတော့ချမ်းသာတစ်ခုကနေချမ်းသာတစ်ခုရလိမ့်နုနုနဲ့မြောက်ကိုးဆောင်စားရင်းနဲ့ချမ်းသာလိမ့်မယ်လို့ယူဆရင်းနဲ့ပဲတဘဝတသက်တာကုံဆုံးပြီးတော့သွားကြပြီကာမဂုဏ်အာယုန်တွေခံစားလို့မကုန်ခင်မဝခင်ဘဝစာသိမ့်သွားကြပြီသစ္စာဘုရားဟောတဲ့အတိုင်းပဲပိယေဟိဝေပယောကိုနှစ်သက်မြတ်လို့တဲ့အရာတွေခွဲခွာခဲ့ရတယ်အဲ့ဒီလိုခွဲခွာပြီးတော့မနှစ်သက်မမြတ်လို့တဲ့အရာတွေနဲ့ပေါင်းစုံကြရတယ်ဆိုတဲ့ဒုက္ခတွေနဲ့လူတွေရဲ့စိတ်အလိုမကျတွေအများကြီးဖြစ်တယ်
အဲ့ဒါလို့ချမ်းသာဒုက္ခတွေလက်လွတ်ဆုံးရှုံးနေကြတာဟာနေ့စဉ်နဲ့အမျှသို့သောချမ်းသာဒုက္ခတွေလက်လွတ်ဆုံးရှုံးနေတယ်ဆိုတာကိုအသိရှိတဲ့ပုဂ္ဂိုလ်တော်တော်နည်းတယ်။ဘာနဲ့ဥပမာတူတော့ဆိုရင်မကြခင်မဲ့တပ်ဖြတ်ပြီးတော့ဟင်းဖြစ်ရောက်တော့မဲ့ကြက်တွေဟာချင်းထဲမှာလောင်ထားတဲ့အခါမှာတကောင်းတကောင်းစိတ်လို့တုံလို့နော်တခဏလေးအတွင်းမှာလည်းပဲပြောနေကြတဲ့သဘောမျိုးတွေကိုကြုံရတယ်လို့ပဲပေါ့လူတွေရဲ့သဘောဟာလည်းပဲထို့တူပဲမကြခင်ဒုက္ခရောက်တော့မဲ့အနေအထားတစ်ခုပဲပျော်စရာလို့စိတ်ထဲမှာသတ်မှတ်ပြီးတော့ပျော်ရွှင်နေကြပျော်ရွှင်လို့မှပါးစပ်မပိတ်သေးဘူးငိုကြွေးရခြင်းဆိုတာလည်းကြုံတွေ့ကြရပြန်တယ်နော်ဘဝကြီးဟာဒီတိုင်းပဲအဲ့ဒါဘာကြောင့်ဖြစ်နေရလဲပိုင်ရှင်မဲ့ပစ္စည်းတွေကိုပိုင်ဆိုင်လို့တဲ့တဏှာလောဘကြောင့်ဒီလိုဖြစ်တာဖြစ်တယ်ဒါကြောင့်မို့ရသော်ဘုရားရဲ့အဆုံးအမဒီနေရာမှာချမ်းသာဒုက္ခရခြင်းတယ်လို့ဆိုလို့ရှိရင်ရသော်ဘုရားရဲ့အဆုံးအမတိုင်းလိုက်လာကြဘုရားကဘယ်လိုဆုံးမလဲယဟန်တော်တွေကိုမြတ်စွာဘုရားကအလေးနဲ့ဆင်ခြင်စဉ်းစားတတ်ဖို့ဟောတယ်ယံဘိက္ခဝေနတုံမကံတံပစဟထစေတယဟန်တို့မင်းတို့ပိုင်ဆိုင်တဲ့အရာမဟုတ်တာတွေကိုစွန့်လွတ်ထားလိုက်ကြသိမ့်ပိုက်မထားကြနဲ့ငါဟာလို့စိတ်ထဲမှာသိမ့်ပိုက်မထားနဲ့လွတ်ထားလိုက်ကြယံဘိက္ခဝေနတုံမကံယံအကျဉ်သဘာဝတရားသည်နတုံမကံမင်းတို့ပိုင်တဲ့အရာမဟုတ်ဘူးတန်ထိုမင်းတို့ပိုင်တဲ့အရာမဟုတ်တဲ့သဘာဝတရားကိုပစေထဆုပ်ကင်မထားနဲ့စွန့်လွတ်လိုက်ကြအဲ့တော့လောကလူသားတွေကကိုမပိုင်တာကိုပိုင်တယ်ထင်ပြီးတော့ဆုပ်ကင်ထားကြတယ်။ဘာနဲ့ဆုပ်ကင်ထားတော့ဆိုအဓိကတဏှာနဲ့ဆုပ်ကင်ထားတဏှာနဲ့ဆုပ်ကင်အသိကိုလိုချင်တယ်ရလာလို့ရှိရင်တော့သိမ့်ပိုက်ထားတယ်နောက်ထပ်လိုချင်မြန်တယ်လိုချင်မှုကမဆုံးနိုင်ဘူးမဆုံးနိုင်တယ်လို့သိမ့်ပိုက်မှုဟာလည်းမဆုံးနိုင်လိုချင်ခြင်းသိမ့်ပိုက်ခြင်းဖြင့်လောကလူတွေဟာမဆုံးနိုင်တဲ့ဆင်းရဲဒုက္ခတွေကိုရင်ထဲမှာတပွိတပိုက်ကြီးထားကြသလိုဖြစ်တယ်။ဒါကြောင့်မို့ချမ်းသာဒုက္ခဆိုတာတွေဆုံးရှုံးနေကြတယ်။မြတ်စွာဘုရားကဆုံးမတယ်မင်းတို့ပိုင်တာမဟုတ်တဲ့အရာတွေကိုသိမ့်ပိုက်မထားနဲ့လွတ်လိုက်ကြလို့ဆိုအဲ့တော့လွတ်လိုက်ကြဆိုတာတွေ့တာမနေနဲ့သူတို့ပြောလို့ကိုမပိုင်တဲ့အရာပေါ်မှာပိုင်တယ်ထင်ပြီးတော့တွေ့တာမနေနဲ့လွတ်ထားလိုက်ဒါပြင်လွတ်ထားလိုက်လို့ရှိရင်ဘယ်လိုအကျိုးတွေရလို့တံဝောပဟိနံဟိတာယဒုက္ခယဝိတတိတံပဟိနံထိုစွန့်လွတ်ထားခြင်းသည်ဝေါတင်တို့ဖို့ဟိတာယအကျိုးစီးပွားအလို့ငါဒုက္ခယချမ်းသာခြင်းငါဝိတတိဖြစ်ပေလိမ့်မည်ကောင်းကျိုးချမ်းသာတွေဖြစ်ဖို့စွန့်လွတ်လိုက်ခြင်းဟာမှန်ကန်တဲ့အလုပ်ဖြစ်တယ်စွန့်လွတ်လိုက်ခြင်းကြောင့်ချမ်းသာဒုက္ခရမှာဖြစ်တယ်ဒါကြောင့်မို့စွန့်လွတ်လိုက်သိမ့်လိုက်မထားနဲ့ဒါမြတ်စွာဘုရားရဲ့အဆုံးအမဖြစ်တယ်အဲ့တော့လောကမှာရှိသမျှပစ္စည်းတွေအရာမှန်သမျှဟာသူလည်းမပိုင်ဘူးငါလည်းမပိုင်ဘူးဘယ်သူမှလည်းမပိုင်ဘူးသဘာဝတရားဟာသူ့သဘာဝအတိုင်းဖြစ်နေခြင်းသာဖြစ်တယ်ဝိသုဒ္ဓိမမှာဆိုထားသလိုဟေတုံပဋိစ္စတံဘူတာဟေတုပင်ကနိရောဓဟ
ဟေတုပဋိစ္စဆိုင်ဟာအကြောင်းတရားကိုဆွဲမိပြီးတော့မှတန်ဗုဒ္ဓဖြစ်လာကြတာဖြစ်တယ်ဟေတုဘင်ကအကြောင်းတရားပြိုကျပျက်စီးသွားမယ်ဆိုလို့ရှိရင်နိရောဓစတိချုပ်ပြောက်သွားမှာပဲဖြစ်တယ်အဲ့ဒီချုပ်ပြောက်သွားမဲ့တခဏအရာလေးကိုပိုင်ဆိုင်ဖို့ကြိုးစားနေကြတဲ့ပုဂ္ဂိုလ်တွေဟာဖတ်ဖတ်တာမောရောချမ်းသာဒုက္ခဆိုတာဘာရဲ့ရာမရှာတွေးလိုက်မှာမဟုတ်ဘူးလို့ဆိုလို့ကိုယ်ပိုင်ခြင်းတဲ့အရာသည်ထာဝရရွေးရှားနေတဲ့အရာကြီးသာဖြစ်တယ်ထာဝရရွေးရှားပြောင်းလဲပျက်စီးနေတဲ့အရာကိုကိုယ်ပိုင်တယ်လို့စိတ်ကထင်မှတ်နေကြတာဖြစ်တယ်ဒီသဘောကိုပြောတာနော်ပိုင်မပိုင်ကိုယ့်အကိုအလေးနဲ့ထားကြည့်သမုဒိသစ္စာပိုင်းကတော့ဟုတ်တယ်ဘယ်သူပိုင်လဲဘယ်ဟောပိုင်လဲသို့တော့မျက်စိလေးနှလုံးမိတ်ပြီးတော့တဘဝဆုံးသက်သွားတာနဲ့ပိုင်ဆိုင်မှုဆိုတာလုံးဝမရှိတော့လုံးဝမရှိတော့အဲ့ဒီကြတော့မှမပိုင်ဆိုင်မှုဟာထင်ရှားတယ်ပေါ့သို့တော့ဒီအတွင်းမှာရောပိုင်ဆိုင်သလားလို့မေးကြည့်ကိုယ်ပိုင်တဲ့အရာဆိုလို့ရှိရင်ကိုယ်စိတ်တိုင်းရဖြစ်ရမှာဖြစ်တယ်သို့တော့ကိုယ်စိတ်တိုင်းရဖြစ်တာရှိသလားလို့မြတ်စွာဘုရားရဲ့အနတ္တလက္ခဏာသုတ်ရှုထောင့်ကနေကြည့်ပါဆိုရင်နာယိတံရူပံအာဘာရယသံဝတိယကိုယ်ပိုင်တယ်လို့ထင်တဲ့ရုပ်တရားကြီးဟာဘယ်လိုလုပ်ပြီးကိုယ်ကိုဒုက္ခပေးမှလဲဟောကိုယ်ဟာလို့ထင်တဲ့အရာကိုယ်ဘယ်လိုလုပ်ဒုက္ခသို့တော့ကိုယ်ကိုနှိမ့်ဆက်နေတာဟာဘယ်သူလဲလို့မေးကိုရထားတဲ့ခန္ဓာကကိုယ်ကိုနှိမ့်ဆက်နေတာကိုယ်ပိုင်တယ်ဆိုတဲ့အရာကိုယ်ကိုနှိမ့်ဆက်အကြောင်းတရားတို့ပေါ်မှာမိတီးပြီးတော့သာဝရပြောင်းလဲနေတဲ့အရာကြီးတစ်ခုပါဘယ်အရာကိုကိုယ်ပိုင်တယ်လို့ပြောလို့ရမလဲဆိုပါစို့မြစ်ထဲမှာမြစ်ရည်တွေစီးနေတဲ့မြစ်ရည်တစ်ခွက်လောက်ခတ်ယူလိုက်နောက်တစ်ခါအဲ့ဒီရေကိုရချင်လို့မရတော့ဘူးကိုခတ်တဲ့ရေကစီးသွားပြီမရှိတော့ဘူးဓမ္မလျင်မြန်တဲ့နှုံနဲ့ပြောင်းလဲသွားသို့တော့နောက်ထပ်အလားတူတွေလာနေလို့လူတွေကမျက်စိလဲသွားကိုယ်ခန္ဓာကိုယ်ဟာလည်းပဲထို့တူပဲအခုတရားလာနာတယ်တရားမနာခင်ကအိမ်မှာဖီလိန်ပြင်ဆင်ဝတ်စားလာတဲ့ပုံစံလေးအဲ့ဒီဖီလိန်ပြင်ဆင်ဝတ်စားလာပြီးတရားပွဲရောက်ပြီးတရားနာနေတယ်တရားနာပြီးပြန်သွားတယ်တမန်အပြင်ကြည့်ပဲဆိုရင်တရားမနာခင်တော့ကလည်းဒီပုံစံပဲတရားနာနေတော့ကလည်းဒီပုံစံပဲအိမ်ပြန်သွားတော့လည်းပဲဒီပုံစံပဲပြောင်းလဲမှုမရှိဘူးလို့ထင်ကောင်းထင်လိုက်တယ်။ဘာကြောင့်ထင်နေရတော့ဆိုရင်ပုံတူတွေထပ်ထပ်လာနေလို့ဒီလိုထင်ကြတာဖြစ်တယ်။တကယ်တော့တရားပွဲထွက်လာတဲ့အိမ်တော်ကစိတ်တွေဟာခုချိန်မှာမရှိတော့ဘူးဆိုတာသိကြတယ်။နန္တရားတွေကိုကြည့်လိုက်မယ်ဆိုရင်အဲ့ဒီစိတ်တွေမဟုတ်တော့နော်။အဲ့ဒီစိတ်တွေမဟုတ်တော့သလိုအဲ့ဒီရုပ်တွေလည်းမဟုတ်တော့ဘူး။တရားပွဲရောက်လာတာဟာလူအစ်စ်ရောက်လာတာမဟုတ်ဘဲနဲ့ကော်ပီပဲရောက်လာတာဖြစ်တယ်။တရားပွဲကပြန်သွားရင်လည်းကော်ပီအနေနဲ့ပဲပြန်သွားမှာပဲဖြစ်တယ်။ဘာကြောင့်လို့ဆိုရင်ရုပ်တရားဆိုတာသာဝရပြောင်းနေတာဖြစ်တယ်။သို့သောပြောင်းလဲခြင်းသည်သိတာသောပြောင်းလဲခြင်းနဲ့မသိတာသောပြောင်းလဲခြင်းနှမျိုးရှိသည့်အတွက်ကြောင့်မသိတာသောပြောင်းလဲခြင်းနဲ့ပြောင်းလဲတာဖြစ်သောကြောင့်လူတွေကငါပဲလို့ပဲဒီလိုထင်နေတာကဲနှစ်ပေါင်းများစွာ10နှစ်15နှစ်ကြာတဲ့အခါကျတော့ဒီယုတ်ဒီရှိသေးရဲ့လားအဲ့ဒါပြောင်းသွားလို့ရှိတာနော်တနေ့တည်းပြောင်းတာလားနေ့စဉ်ပြောင်းနေတာလားနေ့စဉ်ပြောင်းနေတာစက္ကန့်ပိုင်းစက္ကန့်မိနစ်ပိုင်းမိနစ်စက္ကန့်အလိုက်မိနစ်အလိုက်ပြောင်းနေချက်ချင်းဝုန်းတိုင်းပြောင်းသွားတာမဟုတ်ဘူးအဲ့ဒီလိုပြောင်းနေတာကိုဝိပဿနာဉာဏ်နဲ့ရှုမှမြင်နိုင်တယ်ဝိပဿနာဉာဏ်နဲ့မြင်ဖို့အတွက်ဘာတွေအရေးကြီးတော့ဆိုရင်တတိရှိဖို့အရေးကြီးတယ်တမာတိအားကောင်းဖို့အရေးကြီးတယ်ဆိုပါစို့
ယောဂါကိုဖြစ်စေတတ်တဲ့ virus ပိုးဆိုတာလူတွေရဲ့မျက်စိနဲ့ကြည့်လို့မမြင်ရဘူးအားကောင်းတဲ့အမှန်ဘလူးကြီးနဲ့ microscope နဲ့ကြည့်လိုက်လို့ရှိရင် virus ပိုးဆိုတာတွေ့ပြန်တယ်ပေါ့။တမန်အဖြစ်မမြင်ရဘူးလေ။ထို့တူပဲဒီပြောင်းလဲမှုဟာတမန်မျက်စိနဲ့ကြည့်လို့ကတော့မပြောင်းဘူးလို့ပဲထင်တာပဲ။သို့တော့ပြောင်းနေတာကတော့သိကြတယ်။ပြောင်းနေသည့်အတွက်ကြောင့်ကိုယ်ပိုင်တာတစ်ခုမှမရှိဘူးလို့ဒီလိုပြောတာနော်။သဘာဝတရားတွေဟာတစ်ခုမှပိုင်တာမရှိဘူး။ဒါကြောင့်မို့မြတ်စွာဘုရားကယံဘိက္ခွေနာတုံမကံတံပဇေထခြေတယံတို့မင်းတို့မပိုင်တဲ့အရာတစ်ခုကိုဆွန့်လွတ်လိုက်ကြပိုင်ရှင်မဲ့နေတဲ့အရာကိုဆွန့်လွတ်လိုက်ကြသိမ့်ပိုက်ထားဖို့မကြိုးစားကြနဲ့တံဝောပဟိနံဟိတယဒုက္ခယဝိတ္တိအဲ့ဒီဆွန့်လွတ်ထားခြင်းဟာအကျိုးစီးပွားဖြစ်ဖို့နဲ့ချမ်းသာဒုက္ခရဖို့အတွက်ဖြစ်လိမ့်မယ်ချမ်းသာခြင်းဒါကိုဆုပ်ကိုင်မထားနဲ့ဆွန့်လွတ်လိုက်လို့ဒီလိုဆိုလိုတာပေါ့ဒါပြင်ဟုတ်ပြီလောကမှာရှိသမျှဟာပိုင်ရှင်မဲ့တဲ့ပစ္စည်းတွေပါဖြစ်တယ်ဘယ်အရာတွေတော့ပိုင်ရှင်မဲ့တာဘယ်အရာတွေတော့ရှင်းရှင်းပြောရရင်ဘုန်းကြီးတို့တဏ္ဍာမှာဖြစ်နေတဲ့ခန္ဓာ၅ပါးမှာဖြစ်နေတဲ့အရာတွေဟာပိုင်ရှင်မဲ့ကိုယ်ပိုင်တယ်လို့ထင်တာပေါ့နော်သို့တော့ပိုင်ရှင်မဲ့တယ်အဲ့ဒီပိုင်ရှင်မဲ့တဲ့အရာတွေပေါ်မှာတွဲမနေနဲ့လို့ဆိုတယ်အဲ့တော့ပိုင်ရှင်မဲ့ပစ္စည်းတွေကိုမြတ်စွာဘုရားကဒီသုတ်တံမှာအမျိုးပေါင်း30ထုတ်ပြီးတော့ပြထားအဲ့ဒီအမျိုးပေါင်း30ဟာဘယ်သူမှရှိတာတော့ဆိုရင်တရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့ရဲ့တဏ္ဍာမှာရှိတာတွေကြီးပဲအကုန်လုံးဟောအဲ့တော့ကိုယ်တဏ္ဍာမှာရှိနေတာလေးတွေကိုနည်းနည်းစစ်ဆေးကြည့်အောင်စစ်ဆေးကြည့်အောင်လူတိုင်းမှာမျက်စိဆိုတာရှိတယ်ရုပ်တရားနဲ့ပြောရင်သက္ခုပ္ပတာရယုတ်မျက်စိအကြည့်လေးတို့သက္ခုပ္ပတာရယုတ်ထဲမှာပြင်ဘက်ကမြင်စရာအစင်းအာယုံလေးလာထင်ဟပ်လာတဲ့အစင်းအာယုံဆိုတာယမယံခမျက်စိထဲမှာပေါ်လာတယ်မျက်စိဆိုတာကတစ်ခုမျက်စိထဲမှာပေါ်လာတဲ့အစင်းအာယုံကတစ်ခုဆိုနှစ်ခုရှိသွားတယ်နော်အဲ့တော့ဒါဘာကြောင့်ပြောလို့ဆိုမျက်စိထဲမှာပေါ်လာတာတွေကအစင်းအာယုံလို့ပြောလိုက်မှကုန်မှာဖြစ်တယ်အဲ့ဒါလို့မဟုတ်ဘဲနဲ့မျက်စိထဲပေါ်လာတာတွေတရုပ်ထုတ်မယ်ဆိုရင်တော့ဆုံးနိုင်စရာမရှိဘူးမျက်စိထဲမှာဘာတွေပေါ်လာတော့အိမ်တွေပေါ်လာတယ်မြေတွေပေါ်လာတယ်ရွှေတွေငွေတွေပေါ်လာမယ်ကားတွေပေါ်လာတယ်လူတွေပေါ်လာတယ်အဲ့ဒါလို့ပစ္စည်းနဲ့ပြောလို့ရှိရင်ကုန်နိုင်ပါမလားမကုန်နိုင်ဘူးဒါပေမဲ့မျက်စိနဲ့မြင်တဲ့အရာဆိုတာလေးဟာတစ်ခုတည်းပဲနော်မျက်စိနဲ့မြင်တာမျက်စိရှိတယ်မျက်စိနဲ့မြင်ရတဲ့အဆင်းအာယုံရှိတယ်အဲ့ဒီနှစ်ခုပေါင်းစပ်လိုက်လို့မြင်မှန်းသိလိုက်တဲ့မြင်သိစိတ်ဆိုတာရှိတယ်အဲ့ဒီမြင်သိစိတ်နဲ့အာယုံနဲ့ဆက်သွယ်လိုက်တဲ့ဆက်သွယ်မှုဆိုတဲ့ဖတ်တာဆိုတာရှိတယ်ဆက်သွယ်မှုဖတ်တာကိုအကြောင်းပြုပြီးစိတ်ခံစားမှုဆိုတာရှိတယ်ဟောကြည့်လိုက်မယ်ဆိုရင်မျက်စိရဲ့အစင်းအာယုံရဲ့မြင်သိစိတ်ရဲ့ဖတ်တာဆိုတဲ့ဆက်သွယ်မှုရဲ့စိတ်ခံစားမှုဝေဒနာရဲ့မျက်စိကိုအကြောင်းပြုပြီးတော့သဘာဝတရား၅မျိုးပုံမှန်အဖြစ်ဖြစ်ဘုသူတဏ္ဍာမှာပဲဖြစ်မျက်စိလေးနှလုံးဖွင့်လိုက်လို့ရှိရင်မြင်စရာအာယုံမြင်လိုက်မယ်မြင်လိုက်ရင်မြင်မှန်းသိတယ်ဆိုတဲ့စိတ်ပေါ်တယ်ထိုစိတ်ပေါ်ပြီးတဲ့နောက်အာယုံနဲ့ဆက်သွယ်မှုဆိုတဲ့ဖတ်တာကောင်းတယ်ဆိုတဲ့စိတ်ခံစားမှုဆိုတဲ့ဝေဒနာသဘာဝအလျက်ဖြစ်အဲ့ဒါကိုမြတ်စွာဘုရားကသက္ခောသပတိစ္ဆရူပိသဥပ္ပစ္စတိသက္ခုဝိညာဏဒိဋ္ဌံသင်္ကတိဖတ်သောဖတ်တာပစ္စယဝေဒနာလို့ဒီလိုဟောတာအဲ့တော့ကိုယ့်ကိုစဉ်းစားကြည့်မျက်စိနဲ့မြင်လိုက်တိုင်းစဉ်းစားကြည့်လိုက်ဘာမြင်ပန်းလေးတစ်ပွင့်မြင်တယ်ဆိုတော့အေး
အရေးလားထင်တဲ့မိမိရဲ့သက္ကုပ္ပတာရကရုပ်တရားထင်လာတဲ့အဆင့်အာယုံလေးကလည်းရုပ်တရားနှစ်ခုပေါင်းစုံမှုကိုအကြောင်းပြုပြီးတော့ဖြစ်ပေါ်လာတဲ့သိတဲ့စိတ်လေးကနန္တရားထိုစိတ်လေးမှာပါလာတဲ့အာယုံနဲ့ဆက်သွယ်မှုဆိုတဲ့ဖတ်တာကလည်းနန္တရားစိတ်ခံစားမှုဆိုတာလေးကလည်းနန္တရားလို့သဘာဝအဖြစ်လူတိုင်းမှာကလေးရောလူကြီးရောဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်လူတွေမကဘူးနတ်တွေရောတိရစ္ဆာန်တွေရောအလုံးသရဝါတွေမျက်စိပါတဲ့သရဝါတိုင်းဟာဒီ၅ခုပဲဖြစ်ပုံမှန်အဖြစ်ဒီ၅ခုဖြစ်နော်အဲ့ဒီ၅ခုဆိုတာတစ်ခုနဲ့တစ်ခုမတူတဲ့သဘော၅ခုဖြစ်အဲ့ဒီ၅ခုကိုဘယ်သူပိုင်တယ်လဲလို့ဆိုတော့မြတ်စွာဘုရားကနတုံမှကံမင်းတို့ပိုင်တာမဟုတ်ဘူးတဲ့မင်းတို့မပိုင်ဘူးဆိုတော့ဘယ်သူပိုင်တာတော့ဆိုဘယ်သူမှမပိုင်ဒါကြောင့်မို့လို့ဒီ၅မျိုးဟာပိုင်ရှင်မဲ့ပစ္စည်းပဲဖြစ်တယ်ပေါ့ပိုင်ရှင်မဲ့ပစ္စည်းတွေပဲဒါတွေကဘာကြောင့်ပိုင်ရှင်မဲ့လို့ပြောတော့ဆိုဖြစ်လာတာလဲဆိုပါစို့သက္ကုပ္ပတာရဆိုတာတွေကကံကြောင့်ဖြစ်လာတာကံဆိုတာအတိတ်တုန်းကမိမိလုပ်ခဲ့တဲ့ကုသိုလ်ကံအဲ့ဒီကံတရားကြောင့်သက္ကုပ္ပတာရလေးဖြစ်လာတယ်အစင်းအာယုံဆိုတာနော်ကံစိတ်ဥဒုအာဟာရကြောင့်ဖြစ်လာတယ်အဲ့ဒီအစင်းအာယုံလေးကမျက်စိထဲမှာလာပြီးတော့ထင်တယ်ဒီနေရာမှာပဋ္ဌာန်းပစ္စည်းနဲ့ပြောလိုက်မယ်ဆိုရင်ဟောမြင်သိစိတ်ကလေးဖြစ်လာတယ်လို့ဆိုတဲ့အခါမှာထိုမြင်သိစိတ်ကလေးသည်သက္ကုပ္ပတာရဆိုတဲ့မျက်လုံးပေါ်မှာပြီးပြီးတော့ဖြစ်တယ်အစင်းအာယုံကိုအာယုံပြုပြီးတော့ဖြစ်တယ်အဲ့ဒါကြောင့်အစင်းအာယုံသည်အာရမဏပစ္စယောမိယာဝတ္ထုလို့ခေါ်တဲ့သက္ကုပ္ပတာရယုံလေးသည်နေတယပစ္စယောသို့မဟုတ်ပုရိသတာပစ္စယောဟောပဋ္ဌာန်းပစ္စည်းနဲ့လည်းဒီဟာကိုဟောတာပဲဗျာအစင်းအာယုံလေးကိုအကြောင်းပြုပြီးသက္ကုဝိညာဉ်စိတ်ဆိုတာမြင်သိစိတ်ဆိုတာပေါ်တာအဲ့ဒီမြင်သိစိတ်လေးရဲ့အာယုံသည်အစင်းအာယုံသာဖြစ်တယ်အဲ့ဒီအစင်းအာယုံကိုမှီပြုပြီးတော့ဖြစ်တဲ့စိတ်ကလေးဟာသက္ကုပ္ပတာရဘောကမှီပြီးတော့ဖြစ်တာဖြစ်သောကြောင့်မိယာဖြစ်တဲ့သက္ကုပ္ပတာရမျက်လုံးကလေးသည်နေတယပစ္စယောသို့မဟုတ်ပုရိသတာပစ္စယောဒီလိုဆိုတာပေါ့တခါသက္ကုဝိညာဉ်စိတ်လေးဖြစ်တဲ့အခါဘာပါလာတော့ဆိုဖတ်တာပါလာတယ်ဝေဒနာပါလာတယ်သက္ကုဝိညာဉ်စိတ်မြင်သိစိတ်ရဲ့ဖတ်တာရဲ့ဝေဒနာရဲ့သဟဇာတာပစ္စယောအညမညပစ္စယောအဋ္ဌိပစ္စယောအဝိဒပစ္စယောဆိုတာဒီဖြစ်တယ်တံပယုဒ္ဓပစ္စယောအဋ္ဌိပစ္စယောအဝိဒဟောတယ်လို့ပဋ္ဌာန်းအနေနဲ့ပြောလိုက်မယ်ဆိုရင်လည်းအဲ့ဒီစွမ်းရည်တတ္တိတွေနဲ့ခြေစုပြုပြီးတော့သက္ကုပ္ပတာရစိတ်လေးကလည်းဖြစ်ပြီးရင်စိတ်18ချက်ဥပမာပဲမှတ်လို့လွယ်အောင်ပြောမယ်ဆိုရင်18စက္ကန့်ဆိုရင်ပြတ်သွားပြီသူတခါဖြစ်တဲ့သက္ကုပ္ပတာရယုတ်သည်18ချက်ခန့်18စက္ကန့်ဆိုပြတ်သွားရူပါယုံလေးကလည်း18စက္ကန့်ဆိုပြတ်သွားဒါသူတက်တမ်းပဲနောက်ဖြစ်တာအသစ်နော်အဲ့ဒါလို့တက်တန်းတူတဲ့အရာလေးနှစ်ခုကိုအမိပြုပြီးတော့ဖြစ်ပေါ်လာတဲ့သက္ကုဝိညာဉ်စိတ်လေးကသူတို့ရဲ့ပိုတက်တန်းတူတယ်မြင်သိစိတ်လေးကဖြစ်တည်ပြက်၃ချက်ပဲရှိ3စက္ကန့်ပဲရှင်ဒီလိုဆိုလို့သူနဲ့အတူတကွဖတ်တာဆိုတာလည်းပြက်သွားတယ်ဝေဒနာဆိုတာလည်းပြက်သွားတယ်ဆိုအဲ့ဒါတော့အချိန်ပိုင်းလေးမှာဖြစ်လာတဲ့အရာဟာဘယ်သူကပိုင်တာရှိအောင်မလဲဒါပိုင်ရှင်မဲ့ပစ္စည်းအစစ်ပဲသို့တော့ပိုင်ရှင်မဲ့ပစ္စည်းကိုပဲငါပိုင်တယ်လို့အများထင်နေကြတယ်ပေါ့နော်ထင်မှတ်ဆွဲလန်းနေတယ်ဒါကြောင့်မြတ်စွာဘုရားကဝိပဿနာဉာဏ်နဲ့ကြည့်ခိုင်းတာယံဘိက္ခဝေနတုံမကံတံပစေထတံဝောပိနံဟိတယဒုက္ခယဝိတ္တိမင်းတို့ကိုယ်မပိုင်တဲ့အရာကိုသိမ့်ပိုက်မထားနဲ့လွတ်လိုက်ကြဆွန့်လွတ်လိုက်ကြအဲ့ဒီဆွန့်လွတ်ခြင်းဟာမင်းတို့အတွက်ချမ်းသာဒုက္ခဟိတဒုက္ခအလုံးဟာဖြစ်လိမ့်မယ်ဆိုပြီးတော့ဒါဘုရားအဆုံးမှာပြီးတာနော်ဟုတ်ပြီမျက်စိနဲ့ပတ်သက်ပြီးတော့၃မျိုးမျက်စိနဲ့ပတ်သက်ပြီးတော့၃မျိုးနဲ့ပတ်သက်ပြီးတော့ဘယ်လိုဆွန့်လွတ်မလဲ
မျက်စိကိုစွန့်လွတ်နိုင်ဖို့ဘယ်လိုလုပ်ရမလဲအစင်းအာယုံမျက်စိထဲမှာပေါ်လာတဲ့အစင်းအာယုံကိုစွန့်လွတ်ဖို့ဘယ်လိုလုပ်ရမလဲမြင်သိစိတ်ကလေးကိုစွန့်လွတ်နိုင်ဖို့ဘယ်လိုလုပ်ရမလဲမြင်သိစိတ်လေးနဲ့အတူတကွဖြစ်လာတဲ့ဖတ်တာဝေဒနာဆိုတဲ့သဘာဝတရားတွေကိုစွန့်လွတ်ဖို့ရဘယ်လိုလုပ်ရမလဲဆိုတော့မြတ်စွာဘုရားကဟောတယ်စက္ခုဘိက္ခဝေဝိပရိနာမိအညထာဘာဝေစက္ခုဆိုတာမင်းတို့တွေ့တာမလို့စိတ်ကူးတဲ့ထဲလိုက်ရုံနဲ့ပဲသူကပြောင်းသွားပြီတဲ့တမျိုးတစ်ဖုံဖြစ်သွားပြီကိုကတော့နှစ်သက်ဆရာလို့ထင်တယ်သူကမဟုတ်ဘူးပြောင်းသွားရူပံအညထာဘာဝီဝိပရိနာမိတမျိုးတခြားဖြစ်သွားပြီထို့တူသက္ကုပ္ပတာရယုတ်လေးဟာလည်းပဲအချိန်တိုလေးအတွင်းမှာပျက်စီးသွားရူပယုံဆိုတဲ့အစင်းအာယုံလေးကလည်းအချိန်တိုလေးအတွင်းမှာပျက်စီးသွားအဲ့ဒီအချိန်တိုလေးအတွင်းမှာဖြစ်ပြီးပြတ်သွားတဲ့အရာနှစ်ခုကိုဆွဲပြုတ်ပြီးတော့မြင်သိစိတ်တို့ဖတ်တာတို့ဝေဒနာတို့ဆိုတဲ့ဖြစ်တဲ့အရာတွေကဘယ်လိုလုပ်ပြီးတော့သူတို့ဟာခိုင်မြဲတဲ့အရာဖြစ်မှာတော့အနိစ္စတံဘူတံကုတောနိစ္စံဘဝိတ္တိမျက်စိနဲ့အစင်အာယုံနှစ်ခုသည်မမြဲဘူးမမြဲတဲ့အရာကိုဆွဲမိပြီးတော့ဖြစ်လာတဲ့မြင်သိစိတ်လေးဟာဘယ်လိုလုပ်မြဲမလဲအဲ့ဒီလိုမြင်အောင်ဝိပဿနာဉာဏ်နဲ့ရှုပါတည်တတ်တဲ့အမေဖေကမွေးတဲ့သားသမီးသည်ဘယ်မှမတည်ပဲရှိမလဲသဘာဝဒီလိုပြောမြင်သိစိတ်လေးနဲ့ဖတ်တာတို့စိတ်ခံစားချက်တို့ဆိုတာဟာဘယ်သူ့ကိုအမိပြုပြီးဖြစ်ကြတာတော့လို့ဆိုရင်ဟောဒီသက္ကုပ္ပတာရဆိုတဲ့မျက်လုံးလေးရဲ့မျက်လုံးထဲမှာထင်းလာတဲ့ရူပယုံဆိုတဲ့အဆက်အာယုံရဲ့အဲ့ဒီနှစ်ခုကိုဆွဲမိပြီးတော့ဖြစ်တာတဲ့အဲ့ဒီနှစ်ခုသည်အချိန်ပိုင်းလေးအတွင်းမှာပြောင်းလဲပျက်စီးသွားတယ်ပြောင်းလဲပျက်စီးသွားတဲ့အရာကိုအမိပြုပြီးမှမွေးဖွားလာရတဲ့သက္ကုဝိညာဉ်စိတ်တို့ဖတ်တာတို့ဝေဒနာတို့ဘယ်မှာခိုင်မြဲတာရှိပါမလဲလို့အဲ့ဒီလိုဆင်ញင်သုံးသပ်ကြည့်ပါတဲ့ဟောဆင်ញင်သုံးသပ်ကြည့်လို့ရှိရင်ဒီအရာတွေဟာလုံးဝခိုင်မြဲတာတည်ထက်နေတာလုံးဝပြောင်းလဲမှုကင်းတာမျိုးဆိုတာမရှိဘူးအမြဲတမ်းပြောင်းနေတာအမြဲတမ်းပေါ်လိုက်ပြောင်းလိုက်ဖြစ်နေတယ်ဆိုတဲ့သဘောတရားတွေကိုရှုမြင်သုံးသပ်နိုင်မှာဖြစ်တယ်ပေါ့သူတို့ကိုပိုင်ဆိုင်တဲ့ပုဂ္ဂိုလ်ဆိုတာလုံးဝမရှိဘူးဒါကြောင့်မို့ပိုင်ရှင်မဲ့ပစ္စည်းတွေသာဖြစ်တယ်ပေါ့ဒီပိုင်ရှင်မဲ့ပစ္စည်းတွေကိုလူတွေကဘာလုပ်လဲငါမျက်လုံးငါအစင်ငါသိတာနော်ငါရဲ့ခံစားချက်နဲ့ဆိုပြီးတော့သိမ့်ပိုက်နေကြတာအဲ့ဒီလိုသိမ့်ပိုက်နေခြင်းကြောင့်ဆင်းရဲဒုက္ခတွေနဲ့ကြုံတွေ့ရမှာဖြစ်တယ်ပေါ့စိတ်ချမ်းသာမှုတွေထာဝရငြိမ်းချမ်းမှုတွေလက်လွတ်ဆုံးရှုံးကုန်ကြတယ်ပေါ့ဒီလိုဆိုလိုတာနော်ထို့တူပဲနားနဲ့ပတ်သက်ပြီးတော့လည်းကြည့်လိုက်တမန်အပြင်အယသုံးစကားနဲ့နားထောင်ကြည့်နားရှိတယ်နားရှိတော့အတန်ဟူသမျှကြားရတယ်နားကတစ်ခုအတန်ကတစ်ခုနှစ်ခုနားနဲ့အတန်ဆုံလိုက်တဲ့အခါမှာကြားသိစိတ်ဖြစ်တယ်ကြားသိစိတ်ဖြစ်လိုက်တာနဲ့တပြိုင်နက်ဆက်သွယ်မှုဖတ်တာစိတ်ခံစားမှုဝေဒနာဆိုစက်တိုက်ဖြစ်တာပရိစ္ဆေသောဥပ္ပနဲ့ကြည့်မယ်ဆိုရင်သလရဏပစ္စယဖတ်သောဖတ်တာပစ္စယဝေဒနာနော်ဒါရှိလို့ဒါရှိအဲ့တော့နားနဲ့ပတ်သက်လာတဲ့အခါမှာကြားသိမှုနဲ့ပတ်သက်လာလို့ရှိရင်လေသောတာပတ္တာရရဲ့တတ္ထာယုံရဲ့သောတာဝိညာဉ်ရဲ့ဖတ်တာရဲ့ဝေဒနာရဲ့၅ခုအဲ့ဒါလည်းတခဏအတွင်းမှာပျက်စီးသွားတာဖြစ်တယ်ဖြစ်လာပြီးတဲ့နောက်ပြတ်သွားတာဖြစ်လို့ဒီသဘာဝတရားဟာလည်းပဲပိုင်ရှင်မဲ့ပစ္စည်းသာဖြစ်တယ်ကိုပိုင်လိုက်လို့ရှင်သိမ်းထားလို့ရမှာပေါ့သိမ်းလို့မရဘူးလေအခုကြာအခုပျောက်သွားတာသိမ်းလို့မရတဲ့အရာတွေပဲဖြစ်တယ်ပေါ့ပိုင်ဆိုင်နိုင်စွာမရှိ
ကဲနှာခေါင်းကနမ်းရှူရတဲ့အရာလေးတစ်ခုကိုလည်းကြည့်လိုက်နှာခေါင်းရှိတယ်နှာခေါင်းထဲမှာလာပြီးတော့ထင်ဟပ်တဲ့အနံ့ရှိတယ်အနံ့ကိုသိတဲ့စိတ်ဖြစ်တယ်ဖတ်တာဖြစ်တယ်ဝေဒနာဖြစ်တယ်၅ခုပဲအဲ့ဒါလည်းတက္ကနာအတွင်ဖြစ်ပြီးတော့ပြတ်သွားတယ်ကိုအာယုံတိုက်ဆိုင်ခိုင်းလေးမှာတတိထားပြီးတော့ကြည့်တတ်ဖို့လိုတယ်ပေါ့နော်အဲ့ဒီ၅ခုဟာလည်းပဲပိုင်ရှင်မဲ့ပစ္စည်းပဲဖြစ်တယ်ပေါ့ဘယ်သူမှမပိုင်ဟောနောက်တစ်ခါလျှာနဲ့ကိုကြည့်လျှာရဲ့အယတာရဲ့လျက်သိတဲ့စိတ်ရဲ့ဖတ်တာရဲ့ဝေဒနာထမင်းစားတဲ့အခါကျတော့စဉ်းကျင်ကြည့်လိုက်ထမင်းစားရင်စဉ်းစားထမင်းလေးတစ်လုံးပါးစပ်ထဲထည့်လိုက်ပြီးဆိုလိုက်တာနဲ့တပြိုင်နက်နေုံသီးပါရင်စက်တဲ့အရာခွေးတော်ရဲ့ပါရင်ခါမဲ့အရာညညရဲဆိုရင်ချိုတဲ့အရာနော်တရားသာပေါ်လာလိမ့်မယ်အဲ့ပေါ်လာတဲ့အခါရှားရဲ့အရာသာရဲ့ချုံမှန်းခံမှန်းသိတဲ့အသည့်ရဲ့ဆက်သွယ်လာတဲ့ဖတ်တာရဲ့အချိုကြိုက်ရင်ကြိုက်လိုက်တာဆိုတဲ့ဒုက္ခဝေဒနာမကြိုက်ဘူးဆိုလို့ရှိရင်မကြိုက်တဲ့ဒုက္ခဝေဒနာဟောထမင်းစားရင်လည်းဒါတွေပဲပေါ်လာလူတွေကအဲ့ဒါကိုအာယုံပြုတ်နိုင်လားဆိုတော့ပြုတ်နိုင်ဘူးဘာတွေအာယုံပြုတ်တော့ဟာစက်သားကြော်ကကောင်းတယ်ဟဲ့ဘုရားကြော်ကကောင်းတယ်ဟဲ့တဲ့ဆိုပြီးတော့မြုပ်သီးတောင်းလေးကထမင်းမိန်နဲ့ဒါတော့ပဲထွေးတာဟုတ်တကယ်ဖြစ်နေတာအဲ့ဒါတွေမဟုတ်ဘူးတကယ်ဖြစ်နေတာဘာတော့ဇီဝပတာရရဲ့ရတယုံရဲ့လျက်တိစိတ်ရဲ့ဖတ်တာရဲ့ဝေဒနာဒါဖြစ်ပြီးရင်ပြတ်သွားပြန်အဲ့တော့ထမင်းစားရင်လည်းဝိပဿနာတရားရှုပွားလို့ရတယ်ဆင်ញင်စဉ်းစားကြည့်မြတ်စွာဘုရားကိုယ်တိုင်ကဘယ်လိုဟောလဲဇီဝံသပတိစ္ဆရတေသဥပ္ပစ္စတိဇီဝဝိညာဏဒိဋ္ဌံသင်္ကတိဖတ်တော်ဖတ်တာပစ္စယဝေဒနာလျှာကိုအကြောင်းလျှာနဲ့အရသာကိုအကြောင်းပြုပြီးတော့လျက်သိစိတ်ဖြစ်တယ်တဲ့အဲ့ဒီ၃မျိုးပေါင်းလိုက်တဲ့အခါမှာဖတ်တာဖြစ်လာတယ်စိတ်ခံစားမှုဝေဒနာဖြစ်လာတယ်လို့ဒီလိုဟောနော်ထမင်းစားတဲ့အခါအဲ့ဒီ၃မျိုးကိုတွေ့အောင်စားကြည့်အဲ့တော့ထမင်းပွဲမှာဟင်းမကောင်းလို့ရံဖြစ်တာမရှိတော့အဲ့ကြနော်ထမင်းစားရင်စဉ်းစားကြည့်အဲ့ဒါလေးသာစဉ်းစားကြည့်ဇီဝရှားရဲ့ရှားပေါ်မှာပေါ်လာတဲ့အရာလေးရဲ့အဲ့ဒီအရာကိုသိတဲ့စိတ်လေးရဲ့ဆက်သွယ်တဲ့ဖတ်တာဆိုတာဒီအာယုန်နဲ့တွေ့လို့ရှိရင်စိတ်ခံစားမှုလေးပေါ်အဲ့ဒီသဘောတရားလေးကိုစဉ်းကျင်စဉ်းစားကြည့်အဲ့ဒီတရားတွေဟာလည်းပဲအခုဖြစ်အခုပြတ်သွားနောက်ထပ်ထပ်ဖြစ်နောက်ထပ်ပြတ်သွားအဲ့ဒါလည်းပိုင်ရှင်မဲ့ပစ္စည်းပဲဖြစ်တယ်ဘယ်သူမှမပိုင်ထို့တူပဲခန္ဓာကိုယ်နဲ့တွေးလိုက်မယ်ဆိုပါစို့အိယာပေါ်အိတ်နေတယ်သို့မဟုတ်ကလထိုင်ပေါ်ထိုင်နေတယ်ကလထိုင်ကြီးကမာလို့တင်ပါးတွေနားတယ်အိယာကမာလို့ကြောတွေအောင့်တယ်ဆိုတာလည်းရှိနေဟောအိယာကဆက်ဆက်ကလေးအိတ်လို့ကောင်းတယ်ဆိုရင်လည်းကြည့်ကာယင်္စပတိစ္ဆဖွတ်တပေစ္ဆဥပ္ပစ္စတိကာယဝိညာဏဒိဋ္ဌံသင်္ကတိဖတ်တော်ဖတ်တာပစ္စယဝေကိုယ်ကာယရဲ့အထီးတွေ့ဆိုတာ၃မျိုးရှိတယ်။ဘာလဲဆိုရင်ပြော့တာမာတာလည်းအထီးတွေ့ပဲပူတာအေးတာလည်းအထီးတွေ့ပဲတွန်းခန္ဓာလှုပ်ရှားတာလည်းအထီးတွေ့ပဲအဲ့ဒီ၃မျိုးကိုတွေ့လိုက်အဲ့ဒီတွေ့တဲ့အခါမှာထိတိစိတ်ဖြစ်လာထိတိစိတ်နဲ့အတူတကွအာယုန်နဲ့ဆက်သွယ်တဲ့ဖတ်တာစိတ်ခံစားတဲ့ဝေဒနာဆိုတော့ပေါ်လာအဲ့တော့ကာယဒေါရနဲ့ပတ်သက်ပြီးတော့လေအိပ်ရင်းနဲ့စဉ်းစားကြည့်ခေါင်းပေါ်ခေါင်းလေးချထားပြီးတော့စဉ်းစားကြည့်လိုက်ခေါင်းကကာယပတာရခေါင်းအုံလေးကဖွတ်တတ်ပါဟောခေါင်းနဲ့ခေါင်းထိမှန်းသိတာကာယဝိညာဉ်စိတ်ပြော့အေးမှုတက်တာဆက်သွယ်တာဖြစ်လို့ထိတာဖြစ်သောကြောင့်စိတ်ထဲမှာကျေနပ်တာဒုက္ခဝေဒနာဟောခေါင်းအိပ်ရင်လည်းပဲ၃ခုဆိုတာကိုစဉ်းစားကြည့်နော်၃ခုဖြစ်နေတယ်ဆိုတာကိုစဉ်းစားကြည့်အဲ့ဒီလို၃မျိုးကိုစဉ်းစားပြီးတော့အိပ်လိုက်ဝိပဿနာကမ္မထာနဲ့ရှုပြီးတော့အလုပ်အဲ့ဒီကိုယ်ကာယနဲ့ပတ်သက်လာလို့ရှိရင်လေထ
ဒီငါးမျိုးဟာပိုင်ရှင်မဲ့ပဲပိုင်ရှင်မဲ့ပစ္စည်းပဲဖြစ်တယ်သူကသူဖြစ်ပြီးသူကသူပြတ်သွားတာကိုယ်တော်မသိလိုက်ဘူးလူတွေကပဲသိတယ်ဒီကောင်းလေးကောင်းတာအဲ့လိုကောင်းတယ်ဆိုအဲ့လူကသာအိတ်တာစိတ်ကနေ့လည်ကလှုပ်ခဲတာတွေတွေးတယ်နေ့ဖြန်ကလှုပ်မဲ့ဟာတွေတွေးတယ်နော်ဒါတွေပဲစိတ်ကပြန်ရောက်သွားပြီးတော့ခေါင်းနဲ့ခေါင်းနဲ့ထိမှန်းတောင်တစ်ခါတလေသိချင်မှသိပြီတွေးချင်တာတွေတွေးပြီးတော့ပြီးသွားတာတနေ့ကုန်အဲ့တော့တကယ်ကလူတွေဟာတတိလက်လွတ်ဖြစ်နေတယ်ဆိုတတိလက်လွတ်ငှက်တောင်ကျွတ်ငှက်ဟာအတောင်ကျွတ်ရင်မပြန်နိုင်တော့ရောက်တဲ့ကိုင်းလွတ်ဒုက္ခရောက်တာပဲအဲ့ဒါလိုပဲအခုလိုဘဝမှာတတိလက်လွတ်ဖြစ်သွားပြီဆိုလို့ရှိရင်အမှန်တရားနဲ့ဝေးကွာနေလို့နောက်ဆုံးမှဆင်းရဲဒုက္ခနဲ့ကြုံတွေ့ကြတာပဲဖြစ်တယ်အဲ့တော့ကိုယ်ကာယနဲ့ပတ်သက်ပြီးတော့တွေ့လာတဲ့ငါးမျိုးဟာလည်းပဲပိုင်ရှင်မဲ့ပစ္စည်းပဲဖြစ်တယ်ဟုတ်ပြီမျက်စိနဲ့လည်းမြင်တာမဟုတ်ဘူးနားနဲ့လည်းကြားတာမဟုတ်ဘူးနှာခေါင်းကလည်းနမ်းရှူတာမဟုတ်ဘူးလျှာနဲ့လည်းအရသာခန္ဓာမဟုတ်ဘူးခန္ဓာကိုယ်နဲ့လည်းထိတွေ့တာမဟုတ်ဘူးစိတ်ကူးတတ်တတ်တခါတလေလူကဘာကိုမှတတိပဋ္ဌာပဲနဲ့လည်းပြင်ငါလုံးမဲ့အလုပ်တွေးခြင်းတွေးမယ်မနေ့ကတွေးခဲ့တာတွေပြန်တွေးခြင်းတွေးနေပြီအဲ့ဒီတွေးနေပြီဆိုလို့ရှိရင်လေမနင်းစပဋိစ္စဓမ္မေစဥပ္ပစ္စတိမနောဝိညာဏမနင်းစတွေးတဲ့အဝိဇ္ဇံဆိုတဲ့စိတ်နဲ့ဓမ္မလို့ခေါ်တဲ့စိတ်အာယုတွေးเสียအာယုရဲ့အဲ့ဒီနှစ်ခုဆုံပြီးလိုက်တဲ့အခါမနောဝိညာဏဓာတ်လို့ဆိုတဲ့တွေးသည့်စိတ်ဖြစ်လာတွေးသည့်စိတ်ဖြစ်လာတော့သုံးခုဆုံလို့ပါဝင်လာတဲ့ဖတ်တာရဲ့စိတ်ခံစားမှုဝေဒနာရဲ့ငါးခုပဲအဲ့ဒီမှာမျက်စိနဲ့မြင်တာမဟုတ်ဘူးနားနဲ့ကြားတာမဟုတ်ဘူးကြားခိုက်မဟုတ်ဘူးမြင်ခိုက်ကြားခိုက်နားခိုက်လျှက်ခက်ထိတိခိုက်မဟုတ်ဘဲနဲ့တွေးကြည့်တဲ့အနေအထားမျိုးဆိုလို့ရှိရင်လည်းအဲ့ဒီငါးခုပဲဖြစ်တယ်အဲ့ဒါလည်းပိုင်ရှင်မဲ့ပစ္စည်းပဲဖြစ်တယ်ပေါ့ကဲလောကမှာကိုယ်ပိုင်တာဆိုတာတခုမှမရှိဘူးအဲ့ဒီပိုင်ရှင်မဲ့ပစ္စည်းအမျိုးပေါင်း30ရှိတယ်ဒီ30ဟာနေ့စဉ်နဲ့အမျှဘုန်းကြီးတို့တွေမှာတမ္မာအားဖြင့်ဖြစ်နေတယ်လို့ပြောဒါမှဖြစ်တဲ့လူတယောက်မှမရှိဘူးအကုန်လုံးဓဝရ6ပါးအာယုံ6ပါးနဲ့စုံစည်းတဲ့အခါတိုင်းမှာဒီတိုင်းဖြစ်တယ်အဲ့ဒါကိုမြတ်စွာဘုရားဒီသုတ်ကိုမှာဟောတာစက္ခုဘေခဝေနတုမကံတံပဇေထတံဝောပိနဟိတယဒုက္ခယဝိတ္တိမျက်စိဟာနံပါတ်1ငါအုပ်စုမျက်စိနဲ့မြင်တဲ့အချိန်မှာဖြစ်ပေါ်လာခဲ့တဲ့တရား၅မျိုးစက္ခုနတုမကံမျက်လုံးဟာသင်တို့ဟာမဟုတ်ဘူးရူပါနတုမကံမြင်ရတဲ့အဆင့်ဟာလည်းမင်းတို့ဟာမဟုတ်ဘူးစက္ခုဝိညာဏနတုမကံမြင်သိစိတ်ကလေးကလည်းမင်းတို့ဟာမဟုတ်ဘူးစက္ခုတံဖတ်သောနတုမသုံးခုပေါင်းစုံလို့ဖြစ်လာတဲ့ဖတ်တာဆိုတဲ့အာယုန်နဲ့စုံစည်းမှုလေးကလည်းမင်းတို့ဟာမဟုတ်ဘူးယံဝေရိတံဖတ်တံပဋိစ္စယံဝေရိတံဒုက္ခံဝါဒုက္ခံဝါအဒုက္ခမဒုက္ခအာယုန်နဲ့စိတ်နဲ့ဆက်သွယ်ခြင်းကြောင့်ဖြစ်ပေါ်လာတဲ့စိတ်ခံစားမှုဒုက္ခပဲဖြစ်ဖြစ်ဒုက္ခပဲဖြစ်ဖြစ်အဒုက္ခမဒုက္ခလို့ခေါ်တဲ့စိတ်ခံစားမှုပဲဖြစ်ဖြစ်အဲ့ဒီခံစားမှုမှန်သမျှဟာလည်းပဲသင်တို့ဟာမဟုတ်ဘူးတံပဇေထအဲ့ဒီပစ္စည်းတွေပေါ်မှာတွေ့တာပြီးတော့မထားနဲ့စွန့်လွတ်လိုက်ကြလို့ဒီလိုဆိုဒီနေရာမှာမျက်စိကိုဖယ်ခိုင်းတာမဟုတ်ဘူးအစင်းအာယုံကိုဖယ်ခိုင်းတာမဟုတ်ဘူးမြင်သိစိတ်ကိုဖယ်ခိုင်းတာမဟုတ်ဘူးဖတ်တာဝေဒနာတို့ကိုဖယ်ခိုင်းတာမဟုတ်ဘူးအဲ့ဒီမျက်စိဆိုတဲ့အပေါ်မှာငါမျက်စိလို့တွေ့တာနဲ့တဏှာကိုဖယ်ခိုင်းတာငါအစင်းငါမြင်တာဆိုတာကိုဖယ်ခိုင်းတာဖြစ်တယ်ငါရဲ့စိတ်ဆိုတဲ့အရာကိုဖယ်ခိုင်းတာငါရဲ့ခံစားချက်ငါရဲ့ထိတွေ့မှုဆိုတဲ့ဒီတဏှာအတွေးကိုတဏှာကိုဖယ်ခိုင်းတာပဲဖြစ်တယ်မြတ်စွာဘုရားသဘာဝတရားတွေကိုဆွဲမိပြီးတော့ဖြစ်လာတဲ့အရာတွေပေါ်မှာလူတွေဟာမျက်စိပေါ်မှာတွေ့တာမှုဖြစ်တယ်အဆင်းအာယုံပေါ်မှာတွေ့တာမှုဖြစ်တယ်နော်
အနတ်ဆင်းအာယုံပေါ်မှာတွေ့တာမှုဖြစ်တယ်မြင်သိစိတ်ပေါ်မှာတွေ့တာမှုဖြစ်တယ်ထိတွေ့မှုဖတ်တာပေါ်မှာတွေ့တာမှုဖြစ်တယ်စိတ်ခံစားမှုတွေပေါ်မှာတွေ့တာမှုဖြစ်တယ်ဒါတမန်အပြင်ပြောရင်ဒီလိုပြောမျက်စိနဲ့မြင်ပြီးတော့ဟုတ်လားရွှေတွေငွေတွေစိတ်တွေတွေ့တာလည်းပဲဒီထဲမှာပါကိုပိုင်ဆိုင်တဲ့ပစ္စည်းတွေကိုတွေ့တာလည်းဒီထဲပါတယ်လူကိုတွေ့တာလည်းဒီထဲမှာပါဓမ္မသဘောအားဖြင့်အချင်းချုပ်ပြောလို့ရှိရင်ဒီ၅မျိုးပဲနော်ဒီ၅မျိုးနဲ့ပတ်သက်ပြီးတော့ဘုန်းကြီးတို့တွေတွေ့တာမှုတွေဖြစ်နေသမျှကာလပတ်လုံးချမ်းသာဒုက္ခဆိုတာရမှာမဟုတ်ဘူးတဲ့မြတ်စွာဘုရားဒါတွေကိုစွန့်လွတ်နိုင်မှာဒီပိုင်ရှင်မဲ့ပစ္စည်းတွေပိုင်ရှင်မဲ့မှန်းသိအောင်ကြိုးစားပြီးဒါဒီပေါ်မှာတွေ့တာပြီးတော့မထားနဲ့မြတ်စွာဘုရားကဥပမာလေးဟောတယ်ယဟန်တွေကိုဇေရွန်ကျောင်းထဲမှာတဲ့မြက်တွေရှိတယ်သစ်ပင်တွေရှိတယ်အဲ့ဒီမြက်သစ်ပင်တွေကိုလိုချင်တဲ့ပုဂ္ဂိုလ်ကလာရောက်ပြီးမြက်ကိုနှုတ်ယူတယ်သစ်ပင်ကိုခုတ်ယူတယ်ဆိုလို့ရှိရင်မင်းတို့စိတ်ထဲဘယ်လိုခံစားရလဲငါ့ကိုခုတ်တယ်ငါ့ကိုနှုတ်တယ်လို့များခံစားရလားဘယ်ခံစားရနော်အဲ့ဒီဟာကြတော့ငါလို့မထင်ကြဘူးလေငါလို့ထင်တာကြတော့ဘယ်ဟာပေါ်မှာသွားထင်လို့ဆိုမျက်စိနာနာလျှာကာယအစင်းသဏ္ဍာန်အရာသာအထီးတွေ့မြင်သိစိတ်စားတဲ့စိတ်တွေဆက်သွယ်မှုဖတ်တာတွေခံစားမှုဝေဒနာတွေပေါ်မှာလာလူတွေကငါဟာလို့တော့ထင်တာကိုအဲ့ဒါလိုပဲတဲ့မြတ်စွာဘုရားကဒီပစ္စည်းတွေဒီတရားတွေဟာကိုယ်တဏ္ဍာမှာပဲဖြစ်တော်လဲပဲပိုင်ရှင်မဲ့ပစ္စည်းတွေသာဖြစ်တယ်ပိုင်ရှင်မဲ့ပစ္စည်းတွေကိုတွေ့တာသိမ့်တိုက်ပြီးတော့မထားနဲ့တဏှာနဲ့ငါဟာလို့မတွေးနဲ့ဒိဋ္ဌိနဲ့ငါဆိုတဲ့အမြင်ကိုမမြင်နဲ့မာနနဲ့ငါလုံနိုင်တယ်ဆိုတဲ့စဉ်းစားမှုတွေမစဉ်းစားနဲ့အားလုံးဟာသဘာဝတရားတသက်မြတာဖြစ်တယ်ဆိုတဲ့ဝိပဿနာဉာဏ်အမြင်နဲ့မြင်ကြရမှာဖြစ်တယ်ဒါကြောင့်နော်ကိုယ်လည်းမပိုင်ဘူးသူလည်းမပိုင်ဘူးဘယ်သူမှလည်းမပိုင်တဲ့အရာတွေပေါ်မှာတွေ့တာသိမ့်ပိုက်ခြင်းဆိုတဲ့တဏှာနဲ့လူတွေဟာတန်ត្រာရင်ရောမှမောနေကြတာဖြစ်လို့အဲ့ဓာတွေကိုစွန့်လွတ်နိုင်မှသာလေချမ်းသာဒုက္ခဆိုတာရမှာဖြစ်တယ်လို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကနတုံမာကသုတ်မှာဟောကြားဆုံးမတော်မူခဲ့တာဖြစ်ပါတယ်တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့မိမိတို့တဏ္ဍာမှာဖြစ်တော်လည်းပဲမိမိတို့ပိုင်ဆိုင်တဲ့အရာမဟုတ်သည့်အတွက်မိမိတို့လည်းမပိုင်ဘူးဘယ်သူမှလည်းမပိုင်ဘူးသူတစ်ပါးလည်းမပိုင်ဘူးပိုင်ဆိုင်သူမရှိလို့ပိုင်ရှင်မဲ့ပစ္စည်းများသာဖြစ်တဲ့ဒီသဘာဝတရားတွေကိုတတိတမ္ပစေညရှေ့ထားပြီးတော့တည်တည်ချာချာဆင်ញင်စဉ်းစားကြည့်ခြင်းအပြင်မိမိတို့တဏ္ဍာမှာဝိပဿနာအသိဉာဏ်တွေဖြစ်အောင်ကြိုးစားအထောက်ကြရမှာဖြစ်တယ်ဝိပဿနာဉာဏ်နဲ့တွေ့တာမှုတွေကိုဖယ်ရှားအမှန်မြင်လာတဲ့အခါမှာတွေ့တာမှုတွေကိုဖယ်ရှားနိုင်ပြီဆိုလို့ရှိရင်ရင်ထဲနှလုံးထဲမှာတောကဖြစ်တယ်ဆိုတဲ့အပူလုံးတွေမဖြစ်တော့ဘဲနဲ့စိတ်နှလုံးအေးချမ်းမှုဆိုတာကိုလက်တွေ့ဘဝမှာပဲရရှိကြမှာဖြစ်တယ်ဆိုတာကိုယ်စီမှတ်သားယူပြီးတော့စိတ်နှလုံးအေးချမ်းမှုကိုရကြလို့ရှိရင်ပိုင်ရှင်မဲ့အရာများပေါ်မှာတွေ့တာမှုကိုစွန့်လွတ်ကြမှာဖြစ်တယ်ဆိုတာကိုဘဝမှာစာဝတ်နေပြည့်စုံမှုဆိုစီးပွားလုပ်ကြတာလူတိုင်းဟာစီးပွားလုပ်ကြစီးပွားလုပ်တဲ့အခါမှာအဓိကပါဝင်တဲ့အချက်၃ချက်ကိုပြောရမယ်ဆိုကြွယ်ဝချမ်းသာပြီးငွေကြေးတတ်နိုင်တဲ့ပုဂ္ဂိုလ်ပဲဖြစ်စေရှင်းနှီးမြုပ်နှံမှုလုပ်တဲ့အခါမှာသူများစီကကြွေးယူရတယ်ဆိုတာရှိနောက်ဆုံးမှလူစီကကြွေးယူတယ်မဟုတ်တော့ဘဏ်ကနေချီးပြီးတော့လုပ်ကြတယ်ဒါကြွေးယူတယ်လို့ဘဏ်ကနေငွေချီးပြီးတော့စီပွားလုပ်ကြတယ်ကြွေးယူတယ်လို့ခေါ်ပြီးတဲ့အခါမှာအဲ့ဒီကြွေးတွေကိုပေးဆက်ရတယ်ဆိုတာ
အဲ့ဒီလိုအယောင်းဝယ်နဲ့ကိုယ်မှာငွေကြေးမပြည့်စုံသေးတဲ့အခါမှာသူတော်အစီကကြွေးယူခြင်းကြွေးဆက်ခြင်းဆိုတဲ့အလုံးနှလုံးကိုအဓိကထားပြီးစီးပွားရှာကြတာဒီနေ့ခင်လေကြွေးနဲ့ကင်းတဲ့လူမရှိဘူးလို့ထင်ပါတယ်ဗမာပြည်မှာကြွယ်ဝချမ်းသာတဲ့ပုဂ္ဂိုလ်တွေကြည်ကြွေးတွေနဲ့ကြည့်ပဲကုန်သူတို့ကြွေးရမှာပူများတယ်ကြွေးမရှိတဲ့လူဆိုခါရှာရှာနိုင်ငံတိုင်းမှာလည်းကြွေးတွေရှိတယ်အလုံးသိနေကြတဲ့အတိုင်းဗမာပြည်မှာလူတယောက်မွေးလာပြီဆိုရင်ကြွေးဘလောက်တင်နေမမွေးခင်ကလေးကဗမာပြည်လူဖြစ်ကြတဲ့ခေါင်းပေါ်မှာကြွေးပုံကြီးရောက်လာအဲ့တော့ကြွေးယူထားလို့ရှိရင်ကြွေးတင်တာပဲသူတော်ဘာစီကချင်းကားထားတဲ့ကြွေးတွေယူပြီးတော့အလုပ်လုပ်ကြရတယ်လုံးလို့တဲ့အခါအောင်မြင်လို့ရှိရင်အဲ့ဒီကြွေးတွေကိုပြန်ဆက်နိုင်ကြမအောင်မြင်လို့ရှိရင်တော့ကြွေးတော်လည်းမဆက်နိုင်တော့အတုပ်ပေးကြအဲ့တော့စီးပွားရေးလုပ်တယ်ဆိုတဲ့အခါမှာတမန်မိသားစုဘဝလေးတွေစာဝတ်တည်ရေးအတွက်အသေးဖွဲရောင်းဝယ်တဲ့ပုဂ္ဂိုလ်တွေတော့ကြွေးကင်းကောင်းကင်းလိမ့်မယ်စီဝါဥစ္စာများစွာရှာကြတဲ့ပုဂ္ဂိုလ်တွေကြတော့ဝိจิตနာချင်းကားပြီးတော့လုပ်ကြရတယ်ပြီးရင်ကြွေးစားရတယ်ကိုရှာလို့ဖွေလို့ပိုလာပြီးဆိုတဲ့ငွေကြေးကြတော့ဘန်အပ်ကြတယ်ဒါခဏိခေရှိခေအနေနဲ့ပြောမယ်ဆိုလို့ရှိရင်ပစ္စည်းဥစ္စာရွှေတွေဝယ်ပြီးတော့ရွှေအိုးမြုပ်တယ်ဆိုတော့လောက်ကြရွှေအိုးမြုပ်ကြတယ်သူများမသိနိုင်တဲ့နေရာတိတ်တဆိတ်တွင်းနဲ့ကြီးတွေတူးပြီးတော့အဲ့ထဲမှာလုံညုံစိတ်ချဖို့ကိုယ်အသုံးလွယ်တဲ့အခါမှာဖော်ထုတ်သုံးစွဲဖို့ဆိုပြီးတော့ရွှေအိုးမြုပ်ကြဒါကြောင့်မို့ဒီကနေ့ခေတ်မှာလူတွေကံကောင်းတဲ့ပုဂ္ဂိုလ်တွေကတူးဖော်တဲ့အခါမှာတိုက်ဆိုင်ပြီးတော့ရှေးအောင်ပစ္စည်းရွှေတွေငွေတွေရကြတာလည်းရှိတယ်ပေါ့ရှေးခေတ်ကတော့အဲ့လိုရွှေအိုးမြုပ်တယ်ခဏခေတ်တော့ဗန်နေထဲ့တယ်ပေါ့စီးပွားရှာတဲ့ပုဂ္ဂိုလ်တိုင်းလိုပဲကျွေးယူခြင်းကျွေးပိဆက်ခြင်းရွှေအိုးမြုပ်ခြင်းတို့ပိုရှမ်းလာတဲ့ငွေကိုသိသိချင်းဆိုဒီအလုပ်သုံးလို့လုပ်ကြအဲ့ဒါစီးပွားရေးဘွဲ့မှာခုတွေ၃မျိုးရှိတယ်လို့ပဲဒါနဲ့အလားတူတဲ့တန်တရားဘဝမှာလည်းပဲကျွေးပေးတာတို့ကျွေးယူတာတို့ကျွေးဆက်တာတို့ရွှေအိုးမြုပ်တာတို့ဆိုတာလို့တင်လို့ထိုက်တဲ့အလုပ်တစ်ခုလို့ဒီလိုပြောအောင်မှာဖြစ်တယ်အဲ့တော့ကျွေးယူခြင်းနဲ့ကျွေးပေးခြင်းဆိုတာတော့ကိုယ်ကပိုရှမ်းနေလို့ရှိရင်လည်းကျွေးပေးထားတယ်ကိုယ်ငွေကိုချေးငှားထားတယ်ပေါ့ချေးငှားတယ်ကိုယ်ကချေးယူတယ်နှမျိုးလုံးနိုင်တယ်ဝေဘုံငေရှမ်းရှိရင်သူများကိုချေးတယ်ကိုယ်မှငွေလုံးနေရင်သူများစီကချေးငှားပြီးတော့ယူတယ်အဲ့လိုရှိတဲ့ထဲမှာဘဝတန်တရားမှာလည်းပဲလောကမဲ့တာဝန်တရားအနေနဲ့လူတွေကလှုပ်လှုပ်ထားရှိကြတာဘာလို့တုံးဆိုရင်ငွေပိုငွေရှမ်းရှိနေလို့ကျွေးယူခြင်းနဲ့ကျွေးပေးခြင်းဒီလုပ်ကိုလည်းလုပ်တယ်ကျွေးဆက်ခြင်းဆိုတဲ့အလုပ်ကိုလည်းလုပ်တယ်ရွှေအိုးမြုပ်ခြင်းဆိုတဲ့အလုပ်ကိုလည်းလုပ်တယ်တော့ကုသိုလ်ကောင်းမှုနဲ့ပတ်သက်လာလို့ရှိရင်ဘယ်ဟာကကျွေးပေးတာဘယ်ဟာကကျွေးယူတာဘယ်အရာကကျွေးပေးဆက်ပြီးတော့ဘယ်အရာကရွှေအိုးမြုပ်တာလို့ခေါ်နိုင်တယ်လေ
လောကလူတွေဘဝစီးပွားဖြစ်ဖို့အတွက်ဝိကြီးတနာနဲ့ပတ်သက်ပြီးသုံးချတယ်လို့ပဲတန်တရားစီးပွားအတွက်လည်းပဲကုသိုလ်၃မျိုးလို့ပြောရမှာဖြစ်တယ်မလုံးမဖြစ်တဲ့လုံးနဲ့လုံးရက်တွေလူတွေဟာလောက်ကင်နေကြတယ်လူတိုင်းဟာလူဘဝရောက်လာပြီဆိုရင်ပထမဆုံးတွေ့ရတာတော့အမေနဲ့အဖေပဲအမေနဲ့အဖေနဲ့ပထမဆုံးတွေ့ရမယ်အဲ့ပထမဆုံးတွေ့ရတဲ့အမေအဖေကကိုယ်ကိုဆောင်းလျှောက်တယ်ကျွေးတယ်မွေးတယ်ဝတ်စားဆင်ရင်လည်းဆိုအလုပ်တွေကိုလုပ်တယ်ကိုလာတော့ကတော့တကူဒီပဲအဝတ်ပလာတကူဒီနဲ့လာခဲ့တာအပြင်ရောက်တော့မှမွေးချင်းအနှီးဆိုတာနဲ့ထုတ်တယ်ပြီးတဲ့အခါကျဝတ်စားဆင်မှုလုပ်ပြီးတော့ကိုလာတော့ကပတ်စံတပြားမှမပါသည့်အတွက်ကြောင့်ဘသူစီကကြွေးယူရတော့ဆိုမိဘစီကကြွေးယူမိဘကကိုယ့်ကိုချင်းငားလိုက်တဲ့ကြွေးကိုကယူပြီးသားဖြစ်သွားတယ်နော်ဘဝမှာကိုကပဲကြွေးတင်နေတဲ့လူတွေလို့ပြောအောင်ဖြစ်တယ်အိမ်ရောက်လာကြတဲ့ကိုကကြွေးတင်ပြီးဘသူစီကြွေးတင်တော့ဆိုအမေဖေးစီကြွေးတင်သွားအမေဖေကအလကားကျွေးနေတယ်လို့ဆိုကြပေမဲ့လို့ဒီကျေးဇူးတရားတွေကရှိနေအဲ့တော့အမေဖေကကိုရောက်လာကြတဲ့ကကိုအတွက်တာဝန်ယူတယ်ကျွေးတယ်မွေးတယ်ပြုစုစောင့်ရှောက်တယ်ကုန်ကြစရိတ်ဆိုတာနဲတာမဟုတ်ဘူးဒါတွေမကသေးဘူးလူလားမြောက်ဖို့အတွက်ပညာသင်ပေးရသေးတယ်ဝဆဆင်ယုံတော်ကပညာသင်ပေးရတယ်အဲ့ဒါတွေအားလုံးဟာကျွေးယူထားတာတွေကြီးပဲဒါကျွေးယူရတဲ့ဟာတွေကြီးအဲ့ဒီကျွေးတွေဟာကိုဆက်ရမှာပဲဖြစ်တယ်အဲ့ဒါကိုပြောတော့မိဘကျေးဇူးဆက်တယ်ဆိုတာကျွေးဆက်တာကိုကပြန်ပြီးတုံ့ပြန်ပြီးပေးဆက်ရမယ်အလုပ်တွေဖြစ်လာနောက်တစ်ခုအရွယ်ရောက်လာတဲ့အခါကျတော့အိမ်တော်ရဲ့သားပြုကြပြန်အိမ်တော်ရဲ့သားပြုပြီးသားတွေသမီးတွေနဲ့ဖြစ်လာတဲ့အခါကျတော့မိဘတွေကကိုယ့်ကိုကျွေးမွေးစောင့်ရှောက်ခဲ့တယ်လို့ပညာသင်ပေးခဲ့တယ်လို့ကိုယ်သားသမီးကိုကိုယ်တစ်ခါပြန်ပြီးတော့ကျွေးမွေးစောင့်ရှောက်ကြပြန်တယ်အဲ့ဒါကြတော့ကျွေးပေးတယ်လို့ခေါ်ပြန်တယ်နော်အဲ့တော့ကျွေးယူလိုက်ကျွေးပေးလိုက်ဘဝမှာဘဝယတ္တိဖို့အတွက်မိဘတစီကကိုယ်ကကျွေးယူတယ်ချင်းငှားတယ်ကိုယ်သားသမီးတွေကိုတော့ကျွေးအသစ်ပေးတယ်ပြုစုစောင့်ရှောက်တယ်ဟုတ်ပြီလူဘဝကြီးရောက်လာတာဟာကျွေးနဲ့ရောက်လာတာဒါလည်းဖြစ်တယ်ရောက်လာပြီးတဲ့နောက်ကျွေးတွေတင်းနေတယ်အဲ့ဒီကျွေးကိုမဆက်ဖဲနေတဲ့လူတွေလည်းရှိတာပြန်ပြီးပေးဆက်ပြီးဆိုလို့ရှိရင်တော့ကိုရှာဖွေလို့ရတဲ့ပစ္စည်းဥစ္စာတွေကကိုယ်ပေါ်မှာကျေးဇူးရှိခဲ့တဲ့မိဘတွေကိုပြန်ပြီးတုံးဆက်ပေးအပ်ရမှာတလက်ကိုကတာဝန်ယူပြီးတော့မိဘကိုပြုစုအဲ့ဒီတလက်ပြန်ပြီးတော့ကိုကပြုစုလို့ရှိရင်အဲ့ဒါကျွေးဆက်တယ်ဆိုကုသိုလ်ပြုအကယ်၍မဆက်ဘူးဆိုရင်တာဝန်မကျေတဲ့ပုဂ္ဂိုလ်ဖြစ်တယ်နော်အဲ့ဒီထဲကကိုစီးပွားရှာလို့ပိုးရှမ်းလာပြီဆိုရင်ဘာလုပ်ကြလဲဖျားတယ်တယ်ကြောင်ဆောက်တယ်အခုလိုမန္တကြီးထိုးပြီးအလှကြီးပေးကြတယ်နေ့စဉ်နဲ့အမျှဒါနကောင်းမှုတွေလုပ်တယ်ပစ္စည်းဥစ္စာတွေသုံးချအဲ့ဒါကြတော့ကျွေးနဲ့မဆိုင်ဘူး
ကျွေးဆက်တာလည်းမဟုတ်ဘူးကျွေးယူတာလည်းမဟုတ်ဘူးသူကြတော့ဘာခေါ်တော့ဆိုရွှေအိုးမြုပ်တယ်ကိုပိုးလာတဲ့ပစ္စည်းဥစ္စာတွေကိုရှင်းနှီးမြုပ်နှံမှုအတွက်သိမ်းထားတဲ့ဘဝတန်တရားအတွက်လုပ်တဲ့ကုသိုလ်ရွှေအိုးမြုပ်ထားခြင်းပဲပုံပန်းတဏ္ဍာဉာဏ်ဟာတူတူပဲလူဖြစ်လာလို့စီးပွားရေးလုပ်တော့မယ်ဆိုရင်ကြွေးယူရတယ်ချမ်းသာတဲ့လူကကြွေးပေးတယ်အဲ့ဒီကြွေးကိုသုံးချပြီးတော့ပြန်ပြီးပေးဆက်ရတယ်ပိုရှမ်းလာလို့ရှင်ရွှေအိုးမြုပ်တယ်ဒါကတကယ်လက်တွေ့စီးပွားရေးမှာလုပ်နေတာအဲ့ဒါလို့ပဲတန်တရားစီးပွားအနေနဲ့ကလည်းပဲကြွေးပေးခြင်းကြွေးဆက်ခြင်းကြွေးယူခြင်းရွှေအိုးမြုပ်ခြင်းဆိုတဲ့အလုပ်တွေကိုတို့တွေလုပ်နေကြတယ်ဆိုတာကိုသတိထားဖို့လို့ဒီကနေ့မနက်ထဲမှာအလှကြီးပေးနေတယ်ဆိုတာရွှေအိုးမြုပ်ခြင်းပဲဖြစ်တယ်ကိုရှိလာတဲ့ပစ္စည်းဥစ္စာတွေကိုနောက်ဘဝချမ်းသာဒုက္ခအတွက်အသုံးလိုတဲ့အခါမှာချမ်းသာဒုက္ခအတွက်ရရှိဖို့အတွက်ရှင်းနှီးမြုံနှံမှုသို့မဟုတ်ရွှေအိုးမြုပ်ခြင်းပူလျံလို့ဘဏ်ကိုအပ်ထားခြင်းဆိုတဲ့သဘောကိုပိုင်တဲ့ပစ္စည်းဥစ္စာတွေကိုယဉ်နှီးပြုပြီးတော့ဒါနကောင်းမှုပြုချဒါရရဲ့အကျိုးကနောက်အသုံးလိုတဲ့အခါမှာပြန်ပြီးတော့ပေါ်တယ်ဒါမို့ဒီလိုရွှေကိုမြုပ်တယ်ဆိုတာဟာမြတ်စွာဘုရားကနိတိကန္တသုံးမှာဆိုရင်ကိုရှိလာတဲ့ပစ္စည်းဥစ္စာတွေကိုတဲ့တကယ်အစစ်အမှန်ပစ္စည်းဥစ္စာတွေကိုတွင်းနဲ့ကြည့်တွေတွင်းထဲမှာဤတွင်းကြီးတွေတွင်းကြီးတွေအနက်ကြီးတွေတူးပြီးတော့လုံခြုံစိတ်ချလောက်အောင်ရွှေဝရီကိုမြုပ်ကြတယ်တဲ့။နောက်အနာဂတ်မှာအသုံးလိုတဲ့အခါဖော်ထုတ်ပြီးသုံးဖို့ဆိုပြီးတော့သိညတယ်။အဲ့လိုယဉ်နှီးမြုပ်နှံမှုတွေဟာရွှေအိုးမြုပ်ခြင်းဆိုတဲ့အလုပ်တွေဟာလောကမှာလုံးကြတော့လည်းပဲကိုယ့်ရဲ့ရွယ်ချက်အတိုင်းအကုန်လုံးဖြစ်ခဲ့လားဆိုမဖြစ်ဘူးဘယ်လိုကြောင့်မဖြစ်တုံးဆိုရင်အမှတ်မှားလို့အထားမှားလို့ရှင်းမှတ်ထားတဲ့စာရေးစာတမ်းပျောက်သွားလို့ဘယ်နာမြုပ်မိမှမသိလို့ပြန်ဖော်ထုတ်လို့မရတာမျိုးလို့ကိုမမြင်ရတဲ့တတ္တဝါတွေကကိုမြုပ်ထားတဲ့ရွှေအိုးတခြားရွှေယူသွားတာတို့အဲ့ဒါမျိုးတွေနဲ့ကြုံလို့ရှိရင်ကိုမြုပ်ထားတာပျောက်သွားတာသိတယ်ဟုတ်ပျောက်ဆုံးသွားတာသိတယ်မသိကြဘူးလို့ဆိုပဲတနည်းအားဖြင့်လူတွေသိမ်းထားတဲ့ပစ္စည်းဥစ္စာတွေဆိုတာယတာကမ္မခယောဟောတိသဗ္ဗမေတံဝိနတတိအကုသိုလ်ကံကျိုးပေးလာပြီကုသိုလ်ကံကုန်သွားပြီဆိုလို့ရှိရင်လည်းရှားထားတဲ့ပစ္စည်းတွေဟာဘယ်ကနေဘလို့ပျောက်သွားမှမသိပဲနဲ့ဆုံးရှုံးသွားတာသိတယ်လူတွေဟာကံမလိုက်တော့ဘူးဆိုလို့ရှိရင်အလုံးဟာပျက်စီးသွားတတ်တယ်ဒါကြောင့်မို့လို့တထေးတွေမွဲသွားတာဆိုတာလည်းရှိတယ်မွဲသွားနိုင်တယ်ဒီပြနေရာတော့မပြောနဲ့မြန်မာနိုင်ငံဟာစစ်ပြေးပြီးကစားတော့ကဒီရှေ့တောင်အာရှမှာချမ်းသာတဲ့နိုင်ငံတစ်ခုဖြစ်ခဲ့နော်ချမ်းသာတဲ့နိုင်ငံတစ်ခုဖြစ်လာခဲ့ဒီနားမှာပထမဆုံးတိုးတက်ဆုံးနိုင်ငံဖြစ်ပြီးခုချိန်ကအဲ့ဒီအဆင့်ကနေလျှော့ကျသွားတယ်ဆိုတာအလုံးသိပြီယရာကမ္မခယောဟောတိလောပုံလုံးဤမမှန်မကန်ဤဖြစ်သွားပြီဆိုလို့ရှိရင်တော့ဒါကမ္မခယပဲလုံဤလုံးဟာနေလွဲချော်ပြီးတော့ဆင်းရဲမွဲတေသွားနိုင်ငံအနေနဲ့လည်းဆင်းရဲမွဲတေသွားနိုင်တယ်လူတွေအနေနဲ့လည်းပြောမယ်ဆိုရင်မိသားစုတွေဟာ
ကံမကောင်းအကြောင်းမလှတော့ဘူးဆိုရင်မိလောင်တဲ့ထဲပါသွားတာလို့ရှည်မျောတဲ့ထဲပါသွားတာလို့အသိခံရတဲ့ထဲပါသွားတာလို့ခိုးယူတိုက်ခိုက်လူရင်ခံရတာလို့သာသမီတွေကဖြုံးနေတာလို့ဆိုတာမျိုးတွေနဲ့ကိုရှာဖွေထားတဲ့ပစ္စည်းတွေဟာတနည်းမဟုတ်တနည်းနဲ့ကုံဆုံးသွားတတ်သေးတယ်နောက်ဆုံးမှာဆင်းရဲမွဲတေတဲ့ဘဝရောက်သွားနိုင်သေးတယ်အဲ့ဒီလိုကံမကောင်းအကြောင်းမလှဘူးဆိုရင်ဆင်းရဲမွဲတေသွားဘလောက်ပဲပစ္စည်းဥစ္စာတွေကစုဆောင်လူတွေဟာလောကီစီးပွားရေးဆိုတာဟာကိန်းတွေတွက်လို့မရတဲ့စီးပွားရေးပဲလို့သူတို့ပြောခုတန်ခါစီးပွားရေးကုသိုလ်ကောင်းမှုပြုပြီးတော့မြုပ်နှံပြီးဆိုတဲ့အခါကျတော့ဘယ်ဒီမှာမြုပ်နှံလို့ဆိုကိုမိဥဖဥရိမိဘနှစ်ပါးကိုကျွေးမွေးတယ်စေတီပထိုးတွေကိုတီထားကိုးကွယ်ပြီးတော့ပူဇော်တယ်တန်ဃာတွေကိုလှူဒန်းတယ်ကိုယ်အိမ်လာတဲ့ဧည့်သည်တွေကိုကျွေးတယ်မွေးတယ်ကိုယ်ဆွေမျိုးတွေကတည့်ရွယ်ကြီးတဲ့ပုဂ္ဂိုလ်တွေကိုကူညီထောက်ပံ့တယ်ဆိုလိုတာဒါနကောင်းမှုပေါ့ဒါနကောင်းမှုလုပ်တယ်ဆိုတာလည်းပဲရှုမြုပ်ခြင်းသို့မဟုတ်ယဉ်နှိမ့်မြုပ်နှံခြင်းတစ်မျိုးပဲတဲ့ဒါတန်တရားမှာယဉ်နှိမ့်မြုပ်နှံမှုလို့ပြောတယ်အဲ့ဒီတန်တရားမှာယဉ်နှိမ့်မြုပ်နှံတဲ့အခါမှာငွေကြေးနဲ့သာယဉ်နှိမ့်မြုပ်နှံရတာမဟုတ်ဘူးသီလဆောင်ပြီးတော့လည်းယဉ်နှိမ့်မြုပ်နှံတယ်ကမ္မထံဘာဝနာပွားများအထုတ်ပြီးတော့လည်းယဉ်နှိမ့်မြုပ်နှံမှုတွေလုပ်ရတယ်ခொနကတရဏဂုံစောင့်တိလိုက်တာလဲစိတ်ထဲမှာမှတ်ထားဖို့ရတရဏဂုံမျက်နှုံစောင့်တိလိုက်ခြင်းဟာလည်းပဲတို့ဟာယဉ်နှိမ့်မြုပ်နှံလိုက်တဲ့ကုသိုလ်တစ်ခုပဲလို့စိတ်ထဲမှာအားကိုးစရာဖြစ်နော်မတော်တဆဒီဘဝအဆုံးသတ်သွားလို့ရှိရင်အားကိုးရမယ့်အရာတစ်ခုကိုယ်မှာငွေကြေးဒနာအသုံးလိုတဲ့အခါကိုမြုပ်ထားတာလေးဖော်ပြီးတော့သုံးရတယ်လို့ပဲတရဏဂုံဆောက်တည်လိုက်တယ်ငါးပါးသီလခိုင်းယူလိုက်တယ်ဆိုတဲ့ဒီကုသိုလ်လေးဟာလည်းဒီဘဝမျက်စိမှိတ်သွားလို့နောက်ဘဝသွားရမယ်ဆိုတဲ့အချိန်လေးမှာကိုနဲ့အတူကိုအကူကြီးရမယ်ယဉ်နှိမ့်မြုပ်နှံထားတဲ့အရာလေးတစ်ခုဖြစ်တယ်။သေတော့မှအခေါင်းတိုင်းကရိုးထဲတာတော့မရဘူးအဲ့ဒါသိချာနော်။သေမပေးလို့ကမရတော့လူတွေတဘဝဆုံးသက်တယ်ဆိုတာရဲ့နောက်ဘဝဆိုတာရဲ့ကတ်နေတာအချိန်ဆိုင်နေတာမဟုတ်ဘူးဒီဘဝကသေလိုက်တာနဲ့တပြိုင်နက်နောက်ဘဝရောက်သွားပြီးသားဖြစ်တယ်ဘဝတစ်ခုရောက်သွားပြီးသားဖြစ်တယ်နောက်မှပြီးရင်နောက်ကျသွားပြီသက်ရှိနေတဲ့အချိန်ကလုံးမှသက်သေသွားတာနဲ့တပြိုင်နက်သူကနောက်ဘဝရောက်သွားပြီအဲ့ဒီအချိန်မှာဆိုပါစို့လူတယောက်ဟာသေဆုံးသွားတယ်သေတယ်ဆိုတဲ့သုတိစိတ်ကလေးချုပ်လိုက်တာနဲ့တပြိုင်နက်နောက်ဘဝဆိုတဲ့ပရိသေရိစိတ်လေးပေါ်သွားပြီနောက်ဘဝသူရောက်သွားပြီရောက်တယ်ဆိုတဲ့အခါမှာလူဖြစ်မယ်ဆိုရင်တရေတီးပြီပေါ့တရိษံဖြစ်မယ်ဆိုရင်လည်းတရေတီးနေပြီဘာမှလုပ်လို့မရတော့ဘူးငရဲကြမယ်ဆိုလည်းကြသွားပြီကွယ်ကက်တင်လို့မရတော့ဘူးဓာတ်ဖြစ်မယ်ဆိုလည်းဖြစ်သွားပြီဖြစ်ပြီးသွားပြီသို့တော့ဒီကနေ့မှာအာယုန်တစ်ခုခုကြောင့်အပင်ငရဲကြလောက်တဲ့အကုသိုလ်လည်းမရှိလို့တခုဆွဲလန်းပြီးတော့အိမ်နီးပါးမှာတစေပြိတ္တာဖြစ်နေပြီဒါလည်းဘဝပဲအဲ့ဒီတစေပြိတ္တာဖြစ်နေပြီဆိုလို့ရှိရင်တော့ကုသိုလ်ကောင်းမှုလုပ်ပြီးအမြတ်ဝေရတယ်ဒါလည်းသူကဘဝတစ်ခုကရပြီးသွားပြိတ္တာမဖြစ်အောင်သိပြီးတဲ့နောက်မှာတားလို့မရဘူးလို့သူဆိုလို့တယ်ဘဝတစ်ခုကရပြီးသားဖြစ်သွားတယ်ရပြီးသားဘဝကိုကက်တင်မယ်ဆိုရင်ကုသိုလ်ကောင်းမှုလုပ်ပြီးအမြတ်တမ်းပေးဝေခြင်းသူကိုယ်တိုင်ကသာရုခေါ်ခြင်းဆိုတာနဲ့
ဝါမျက်ဝါသာတာတို့ခေါ်လို့သူ့ရင်ထဲမှာကုသိုလ်စိတ်ဖြစ်သွားပြီဆိုမှအဲ့ဒီကုသိုလ်အမှကဲ့တင်နိုင်တာဖြစ်တယ်ဒါကြောင့်ဒီဟိုဘဝနဲ့ဒီဘဝဆိုတာဟာမသိခင်ကကြွတင်ပြီးတော့ယဉ်နှီးမြုံနှံမှုဟာအဓိကကြတယ်ဒါအရေးကြီးဆုံးပဲเนาะတရဏဂုံသီလဆောက်တည်လိုက်တာလဲယဉ်နှီးမြုံနှံမှုတစ်ခုပဲအဲ့လိုကိုယ့်ဘဝမှာနေ့စဉ်နဲ့အမျှဘုရားရှိမှာတရဏဂုံဆောက်တည်ခြင်းငါးပါးသီလခံယူခြင်းဘုရားပန်းရေးခြင်းစီမီပန်းလှူဒန်းခြင်းဆိုတဲ့နေ့စဉ်ကိုတတ်နိုင်တဲ့ကုသိုလ်မျိုးတွေကိုလုပ်နေခြင်းဟာလည်းပဲနောက်ဘဝအတွက်တမိုးရှိတဲ့ရွှေတွေငွေတွေကိုမြုပ်နှံနေတာနဲ့အလားတရံတူတယ်လို့ဒီလိုပဲမှန်နော်။နောင်အတွက်မြုပ်နှံနေခြင်းပဲအဲ့ဒါလို့မြုပ်နှံထားပြီဆိုတဲ့အခါမှာပုံညာနိပရလောကသမိပဋိဋ္ဌာဟောတိပါဠိနံလို့ကုသကောင်းမှုဆိုတာနောက်ဘဝရောက်ရင်အားကိုးရဆုံးဖြစ်တယ်သိထားတဲ့ပစ္စည်းဥစ္စာသည်အသုံးလို့တဲ့အခါမှာအသုံးဝင်တယ်လို့ပဲမြုပ်နှံသိသိထားတဲ့ပစ္စည်းဥစ္စာသည်အသုံးဝင်တယ်လို့ကိုယ်တိုင်ပြုလုပ်ထားတဲ့ကုသိုလ်ကောင်းမှုသည်နောက်ဘဝအတွက်များစွာအသုံးဝင်တယ်အဲ့တော့ဘာပဲလှုပ်လို့တို့တွေကယဉ်နှီးမြုပ်နှံမှုလုံးနေတယ်လို့ကုသိုလ်လုပ်တိုင်းလုပ်တယ်ဒီလိုသတိထားဖို့လိုတယ်အကုသိုလ်လုပ်ရင်တော့မကောင်းတာတွေစုဆောင်းနေသည့်အတွက်ကြောင့်ပေးဆက်ရမယ့်ဆင်းရဲဒုက္ခတွေကလာမှသိချတယ်ဒါကြောင့်မို့ကိုယ့်ရဲ့ရင်နဲ့နှလုံးထဲမှာကုသိုလ်ကောင်းမှုတွေပြုဖို့လိုအပ်တယ်ခုနကပြင်မရွှေငွေတွေကိုမြုပ်နှံထားတာတို့ယဉ်နီးတာတို့ဟာသိကြလားဆိုမသိကြဘူးတဲ့ပျက်စီးသွားနိုင်တယ်အခုလိုကုသိုလ်လုပ်ပြီးတော့ဒီကနေ့တရဏဂုံသီလဆောက်တည်လိုက်တယ်ဒါနကောင်းမှုလုပ်လိုက်တယ်အဲ့ဒီကုသိုလ်ဟာကိုယ့်ရဲ့နဲ့ရောက်သွားကြတဲ့ကမပြောက်တော့ဘူးသိချသွားပြီခိုးယူမဲ့လူလည်းမရှိဘူးနော်သိတဲ့အခါထားရမယ့်ဟာလည်းမဟုတ်ဘူးဒါကြောင့်မို့မြတ်စွာဘုရားကပဟာယကမဏီယေတုဧတံအာဒါယခိစ္စတိကျန်တာတွေကတော့ထားကြရမှာရွှေငွေပစ္စည်းဥစ္စာကိုပိုင်တဲ့အဆောက်အုံစသည်အလုံးမှာထားခဲ့ကြတယ်သို့တော့ကိုနဲ့အတူယူသွားလို့ရတာတော့ကိုလုံးတဲ့ကံတရားသားလည်းဖြစ်တယ်ဆိုတာအလေးနဲ့ထားပြီးတော့မှတ်သားဖို့လိုအပ်တယ်အဲ့ဒါတော့ကိုနဲ့ပါသွားမှာဘာကြောင့်ကိုနဲ့ပါတော့ဆိုရင်ကိုရင်ထဲမှာဖြစ်တဲ့အရာဖြစ်လို့ကိုနဲ့ပဲသစ္စာအေးမသိခင်မှာကောင်းတဲ့ပုံရိပ်တွေများများထင်အောင်ကြိုးစားအထောက်ဖို့လိုအပ်တယ်ဆိုတာတတိချအဲ့တော့ဘဝတစ်ခုရလာတဲ့အခါမှာကျွေးပေးခြင်းကျွေးဆက်ခြင်းရွှေအုပ်မြုပ်ခြင်းဆိုတဲ့အလုပ်တွေအမှတ်တမဲ့မနေပဲလုပ်ဖို့လိုအပ်တယ်ကိုယ်မှာအထူးသဖြင့်ကျွေးသည့်ပေးခြင်းဘဝမှာလူတွေဟာမလွဲမသွေကျွေးသည့်ချတာရှိတယ်ကျွေးဟောင်းဆတာရှိတယ်ကျွေးသည့်ချတာဆိုတာဘာလို့တာတော့ဆိုရင်မိသားစုအိမ်အောင်ပြုတဲ့အခါမှာမိသားစုဘဝကိုယ့်ကိုအမိပြုပြီးတော့ရောက်လာတဲ့သားငယ်သမီးငယ်လေးတွေကိုကျွေးမွေးစောင့်ရှောက်ခြင်းသည်ကျွေးသည့်ပေးထားတာနဲ့အတူတူပဲအဲ့တော့သူတို့ကတော့ကျွေးတင်သွားတဲ့ပုဂ္ဂိုလ်တွေပေါ့ကိုယ်ကသူတို့ကိုကျွေးပေးထားလိုက်တယ်သူတို့ကကိုယ်အသက်ရွယ်ကြီးလာတဲ့အခါကိုယ်တုံးပြန်ပြီးတော့ကျေးဇူးဆက်ရမှာဖြစ်တယ်ပေါ့ကိုမိဘတွေဘဝတစ်ခုရလာလို့ရှိရင်မိဘမရှိဘဲနဲ့ဘဝရနိုင်တာမဟုတ်ဘူးလူဘဝဒါကြောင့်မလို့မိဘတွေရဲ့ကျေးဇူးကိုကြည့်ပြီးတော့တုံ့ပြန်ပေးဆက်ခြင်းကြတော့ကျွေးဆက်တယ်လို့ခေါ်တယ်ဒါကတန်မြာစီးပွားမှာလှုပ်တင်လှုပ်ထိုက်တဲ့ကုသိုလ်ကောင်းမှုပဲကျွေးဆက်တယ်ဆိုတော့မိဘရဲ့ကျေးဇူးတရားကိုဘယ်လိုမှတ်သားကြမလဲမိဘကတို့အပေါ်မှာဘယ်လိုကျေးဇူးရှိတာလဲ
ကိုဟာလူဘဝရောက်လာတဲ့အခါမိဘကကိုယ့်ပေါ်မှာကျေးဇူးပြုတာအချင်းချုပ်ပြောစမ်းမှာဆိုရင်ပြောတတ်ဖို့တတိထားမြတ်စွာဘုရားစကားသုံးခုနဲ့ပဲပြောထားတယ်အာပါဒကပောဒကဣမတ္တလောကတ္တဓတ္တိတာတော့မိဘတွေကကိုယ့်ပေါ်မှာကျေးဇူးပြုတယ်ဆိုတာတဲ့အာပါဒကကိုယ်ဆောင်းလျှောက်တယ်ဟုတ်တယ်ကိုယ်ဝန်တည်တဲ့အချိန်ကစပြီးတော့ကိုယ့်ပေါ်မှာဆောင်းလျှောက်လာမွေးတဲ့အချိန်မှလည်းပဲစကားမပြောတတ်ခင်ငါစပြီးတော့ဆောင်းလျှောက်လာခဲ့အဲ့လိုဆောင်းလျှောက်လာတဲ့ပောဒကကိုယ်ကျွေးမွေးခဲ့တယ်ဣမတ္တလောကတ္တဓတ္တိတာတော့ဒီလောကကြီးပြတ်တယ်လှခွင့်ပြုတယ်ဒီကျေးဇူးသုံးခုအကယ်၍မိဘကလာခွင့်မပြုဘူးဆိုရင်လူဖြစ်ကုန်မဖြစ်ဘူးဒီကနေ့ခေတ်ကြတော့မလာဖို့တားနေကြတာတွေရှိတယ်လေနော်မိဘကအလားမခံတာတွေရှိတယ်ဆိုတာတတိထားကြည့်လူဖြစ်ဖို့ဘလောက်ခက်လဲဆိုတာစဉ်းစားကြည့်ကိုကတားတဲ့မိဘစီရောက်သွားရင်ကိုအတားခံမှာလူဘဝရောက်မှာမဟုတ်အတားခံရလို့ကြော်ပြီးတော့ရောက်လာလို့ရှိရင်တော့အမိုက်ပုံးနဲ့ရောက်သွားတာတွေတောင်ရှိသေးနော်ဒါကြောင့်မို့မိဘရဲ့ခြေစွတရားကိုဟာလူဘဝကိုအောင်မြင်မြင်ရောက်ရှိလာခဲ့ခြင်းဟာအမှန်တမ်းခြေစွကြီးတယ်လို့စိတ်ထဲမှာမှတ်သားထားမယ်ကဲပြီးအတားခံလိုက်ရရင်ကိုဟာလူဖြစ်ဖို့မရှိတော့အဲ့တော့လူဖြစ်လာတဲ့ဆိုကြတဲ့မိဘရဲ့ခြေစွတရားကိုမမေ့ရမှာဖြစ်တယ်ခြေစွဆိုတာတုံ့ပြန်ပေးဆပ်ရတဲ့အရာကျွေးတင်တာလို့ပဲတုံ့ပြန်ပြီးတော့ပေးဆပ်မယ်မိမိကိုယ်တိုင်ရှာဖွေလာတဲ့ပစ္စည်းတွေနဲ့မိဘကိုကျွေးရမယ်မွေးရမယ်စောင့်ရှောက်ရမယ်ကိုယ်အနေနဲ့တာဝန်ယူရမယ်ဆိုအဲ့ဒီမိဘကိုကျွေးမွေးစောင့်ရှောက်တာဝန်ယူခြင်းကိုမြတ်စွာဘုရားကတန်မိုးထားလို့မင်္ဂလာကုသိုလ်တစ်ပါးဖြစ်တယ်ဟောခဲ့တာဖြစ်တယ်ပညာရှိတွေသူတော်ကောင်းတွေလက်ခံပြီးတော့ကျင့်သုံးခဲ့တဲ့ကုသိုလ်ကောင်းမှုအနေနဲ့လည်းမြတ်စွာဘုရားဟောတယ်တရားမင်းကြီးတို့စိုးစံတဲ့တာဝရိန္ဒနတ်ပြည်ကနတ်တွေကလည်းပဲမိဘကိုပြုစုတဲ့ပုဂ္ဂိုလ်သူတော်ကောင်းလို့သတ်မှတ်တယ်နော်အဲ့တော့မိဘကိုပြုစုတဲ့လူကိုသူတော်ကောင်းလို့သတ်မှတ်ရင်မိဘကိုမပြုစုဘူးဆိုရင်သူရုံမှလို့သတ်မှတ်တယ်ဆိုအဓိပ္ပာယ်ရဒါကြောင့်မို့ကိုကမိဘကိုတုံ့ပြန်ပြီးတော့ကျွေးမွေးစောင့်ရှောက်ပြီးဆိုရင်စိတ်ထဲမှာတို့ဟာကျွေးပေးဆက်နေရတယ်ဆိုတဲ့အဓိပ္ပာယ်မှတ်သားထားပါတုံ့ပြန်ပြီးတော့ကျွေးဆက်ခြင်းပဲအကယ်၍မဆက်ဘူးဆိုလို့ရှိရင်ကိုဟာကျွေးတင်တဲ့ဘဝမှာနေသွားတယ်တာဝန်မကျေတဲ့ဘဝရောက်သွားတယ်အဲ့တော့ကျွေးပေးဆက်ခြင်းဟာလောကမှာသူများစီကချိန်မေးပြီးမပေးတဲ့လူဟာလူကောင်းမဟုတ်ဘူး။နောက်လည်းသူများစီကခြေလို့ရမှာမဟုတ်ဘူး။သူများရဲ့ကြွေးတွေကိုပြန်ပြီးပေးဆက်တဲ့လူမှရှိုးသားသူလူတော်လူကောင်းဖြစ်သတ်မှတ်ကြ။အဲ့ဒါလိုပဲမိဘကိုပြန်ပြီးတော့ကြွေးဆက်တဲ့အနေနဲ့ပြုစုတဲ့ပုဂ္ဂိုလ်မှလူတော်လူကောင်းလို့သတ်မှတ်မှာဖြစ်တယ်။မိဘကိုပြန်တုံ့ပြန်ပြီးတော့ကျေးဇူးမဆက်ဘူးဆိုရင်ဒီလူဟာလူကောင်းမဟုတ်တော့ဘူး။ဒါကြောင့်ကျွေးဆက်ခြင်းဆိုတာလောက်ရမှာဖြစ်တယ်။ဘဝမှာကိုယ့်ရဲ့ရှင်သွေးသားသမီးတွေကိုပြုစုဆောက်ရှောက်ခြင်းဆိုတာလေလောက်ရမယ့်လောက်တစ်ခုပဲ။ကိုယ့်ကိုဆောက်ရှောက်လာခဲ့တဲ့မိဘတွေကိုတုံ့ပြန်ပြီးတော့ဆောင်းလျှောက်ခြင်းဆိုတာလေလှုပ်တင်လှုပ်ထိုက်တဲ့ကုသိုလ်တစ်မျိုးပဲကိုသားသမီးကိုကိုကျွေးတာဟာကုသိုလ်မရဘူးလို့ဒီလိုဆိုတာမဟုတ်ဘူးကုသိုလ်ရကိုသားသမီးကိုကိုကျွေးမွေးဆောင်းလျှောက်ခြင်းကကိုကကျွေးသေးချတဲ့အနေနဲ့
လှုပ်တဲ့လှုပ်ထိုက်တဲ့လုပ်ငန်းကုသိုလ်လုပ်ငန်းတစ်ခုပဲကိုမိဘကိုပြန်လီပြီးတော့ဆောင်းလျှောက်ခြင်းဟာလည်းပဲလှုပ်တဲ့လှုပ်ထိုက်တဲ့ကုသိုလ်ကောင်းမှုတစ်ခုပဲဒီတဲ့အပြင်ဒါနကောင်းမှုသီလကောင်းမှုမိဘကျေးဇူးနဲ့မဆိုင်မဲနဲ့ကိုရင်ထဲကတရားတရားစေတနာစွမ်းအားတွေနဲ့ဒါနကောင်းမှုလုပ်တယ်သီလဆောက်တည်တယ်ဆိုအဲ့ဒါတွေကြတော့ရွှေအိုးမြုပ်နှံတယ်လို့တန်တရားခရီးမှလည်းပဲအရေးတကြီးကတော့ကုသိုလ်ကောင်းမှုမပြုဘဲနေမရနိုင်ဘူးကုသိုလ်ကောင်းမှုပြုအောင်မှာဖြစ်တယ်ဆိုတာမှတ်သားဖို့လိုအပ်တယ်ဒီအဓိပ္ပာယ်တွေကမြတ်စွာဘုရားဟောကြားတဲ့ဇာတကအဒေသနာမှာလူတွေရဲ့ယဉ်ထဲမှာဆွဲသွားအောင်ဇလံလေးတစ်ပုဒ်နဲ့မြတ်စွာဘုရားဟောခဲ့တာသင်္ကန်းစာပေးခဲ့တာကျွေးသစ်ပေးခြင်းဒါသာသမီတွေကိုဆောင်းလျှောက်တာကျွေးဟောင်းပေးဆက်ခြင်းမိဘကိုကျေးဇူးဆက်တာရွှေအိုးမြုပ်ခြင်းကုသိုလ်ကောင်းမှုလုပ်တယ်အဲ့ဒါတန်တရားစီးပွားကုသိုလ်ကောင်းမှုများလို့ဆိုဒီသုံးခုကိုပြောတာနော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့950ဇတ်တော်ထဲမှာပါဠိကေဒါရဇတ်ဆိုတာရှိတယ်လောကလူတွေလှုပ်တဲ့လှုပ်ထိုက်တဲ့ကုသိုလ်၃မျိုးကိုမြတ်စွာဘုရားကသင်္ကန်းစာပေးဖို့အတွက်ဒီဇတ်ကိုဟောခဲ့တာဖြစ်တယ်ပေါ့ဇလန်းလေးကိုကျဉ်းညွတ်ပြောရမယ်ဆိုရင်မဂရတိုင်းမှာမဂရမြို့တော်ရဲ့အရှိမြောက်ထဲမှာသာလိဒိယဆိုတဲ့ပုံနာရွာကြီးတစ်ရွာရှိတယ်ပုံနာလူမျိုးတွေနေလို့ပုံနာရွာလို့ခေါ်တယ်အဲ့ဒီရွာမှာလေပိုင်ရှင်တထေးကြီးရှိတယ်လေပေါင်းဧကပေါင်းမြောက်များစွာချမ်းသာတယ်သူကိုယ်တိုင်လှုပ်တဲ့လေရလည်းမနေဘူးသူများကိုအငှားချထားတဲ့လေတွေလည်းရှိတယ်အဲ့ဒီလေရဲ့ဟိုဘက်ကိုကြည့်လိုက်မယ်ဆိုရင်လက်ပံပင်နေပေါက်နေတဲ့လက်ပံတော်အုပ်ကြီးတစ်ခုရှိတယ်ဒါအနေထားတွေကိုဖော်ပြအဲ့ဒီလက်ပံတော်ထဲမှာကျင်းငှက်တွေများစွာနေထိုင်ကြတာဖြစ်တယ်အဲ့ဒီအနေထားမှာသူဟာလေစဘာတွေကိုစိုက်ပျိုးလေယာတွေကိုပြိုးထောင်စိုက်ပျိုးပြီးတော့စဘာတွေမှဲ့တဲ့အချိန်ရောက်လာပြီဆိုတဲ့ဘာလို့လဲဆိုရင်လက်ပမင်တော်ကချင်းငှက်တွေဟာသူ့လက်တွေကိုရောက်ရှိပြန်တန်းလာကြပြီးတော့မှဲ့နေတဲ့စဘာကင်းကစဘာတွေကိုစားကြတယ်အကောင်ကြီးအလွန်များတဲ့ချင်းငှက်တွေအုပ်လိုက်ကြီးကြလာပြီးတော့စားလာ6လို့မနိုင်လောက်အောင်ရှိတယ်ပေါ့6လို့မနိုင်ဘူးချင်းငှက်တွေကလွန်ရဲတယ်ဟိုနာ6ဒီနာကြအဲ့ဒီလိုလေဆောင်ကချင်းငှက်တွေကိုမောင်းထုတ်တော့လည်းမနိုင်တော့ဘူးထူးထူးခြားခြားအဲ့ထဲမဲ့ဒေါင်းလောက်ကြီးတဲ့ချင်းငှက်ကြီးတစ်ကောင်ပါအဲ့ဒီအကောင်ကြီးကဆိုရင်သူလည်းဝါအောင်စားတယ်ပြန်သွားတဲ့အခါကျတော့စပယ်နှံတွေကိုခြီးပြီးတော့သွားတယ်စားလို့ရင်အာမရဘူးတည်သွားတယ်တချို့လဲလှုပ်တတ်တယ်အဲ့ဒါမျိုးအလူမန္တထမင်းကျွေးကိုလာပြီးတဲ့အခါကျဂျိုင်းဆွဲသွားတာဆိုတာမျိုးနဲ့တူတယ်ပေါ့နော်ဒီမှာလဲစားတယ်ပြီးတော့ဂျိုင်းလဲဆွဲသွားတယ်အဲ့ဒီကြီးကြီးကလည်းပဲဂျိုင်းဆွဲသွားတဲ့သဘောပဲသူလည်းဝါအောင်စားတယ်စပယ်နှံတွေကိုသူ့နှုတ်သီးနဲ့အကုန်လုံးကိုက်ချီပြီးတော့ပြန်သွားဘယ်ဆောင်ယောက်ျားကနိုင်အောင်မမောင်းနိုင်တဲ့အခါသူ့ကိုရောချေးတောင်းမှကြောက်တော့လေပိုင်းတထေးကြီးစီသွားပြီးတော့ဒီအကျိုးအကြောင်းတွေကိုပြောတယ်သူကျင်းငှက်တွေကြလာတာသူတယောက်တည်းနဲ့မနိုင်တော့ဘူးမထိန်နိုင်တော့ဘူးအဲ့ဒီမဲ့ထူးထူးခြားခြားဒေါင်းလောက်ရှိတဲ့အကောင်ကြီးကသူအားရပါရစားရုံနဲ့မကဘူး
ပြန်ကြတော့လဲဆိုဝါပင်นี่စပယ်နှန်းလေးကိုချီပြီးတော့သွားတယ်သူမောင်းတာလည်းမရဘူးဒီကောင်ကြီးကမကြောက်ဘူးလို့လည်းပဲရှင်ပုံနာကြီးစီသွားပြီးတော့တိုင်တန်းတယ်အဲ့တော့လည်းပဲရှင်ပုံနာကြီးကသူ့ကိုပြောတော့မင်းကြော်ကွင်းထောင်တတ်သလားဆိုထောင်တတ်ပါတယ်ဒါဖြင့်လောကွာကြော်ကွင်းအဲ့ဒီကျင်းခတိကြလာတဲ့နေရာမှာမင်းကြော်ကွင်းနေထောင်တာအဓိကကတော့အဲ့ဒီဒေါင်းလောက်ရှိတဲ့ကျင်းငယ်အကြီးကြီးဆင်းတဲ့နေရာကိုမင်းအဓိကထားပြီးထောင်လို့ဆိုကြော်ကွင်းထောင်ခိုင်းလိုက်ကြော်ကွင်းလုပ်တဲ့အခါနွားမီးတို့မြင်းမီးတို့လိုဟာမျိုးပေါ့ဖြတ်လို့မလွယ်တော့အောင်ခိုင်မာတဲ့ကြော်ကွင်းတွေလောက်ခိုင်းတာလေကွင်းထဲမှာထည့်ထားတယ်နောက်ရက်ကြတော့ကြီးငယ်တွေပြန်တန်းချလာပြီးတော့စပယ်နန်းတွေကိုစားကြပြန်တယ်အဲ့ဒီဒေါင်းလောက်ရှိတဲ့ကောင်းကြီးကတော့သူဆင်းနေကြနေအောင်ဆင်းလာဆင်းချင်းသူခြေတော့ကြော်ကွင်းကဆွတ်မိသွားအဲ့ကောင်းကြီးကြော်ကွင်းမိသွားသို့တော့သူကကျင်းငယ်ထဲမှာခေါင်းဆောင်ဖြစ်တော့တခြားကျင်းငယ်တွေခုချိန်သူអွန်လိုင်းလို့ရှိရင်အစာမစားရမှဆိုလို့အသာလေးသူခြေတော့ကြိတ်ပြီးတော့ယုံနေတယ်ယုံလို့မရဘူးမအော်ဘူးနောက်ဆုံးခြေတွေကစပယ်နန်းလေးဝါအောင်စားလို့အာရကြပြီဆိုတဲ့အခါမှာငါတော့ကြောက်ဝင်းမိပြီဟေးဆိုတဲ့အတိပေးတဲ့အနေနဲ့អော်လိုက်တာကြံတဲ့ကျင်းငယ်တွေအကုန်ပြန်ကုန်ညာဒီကောင်မှမရှိတော့သူတို့ကောင်လည်းပဲကြံအဲ့ဒီအချိန်မှာလေဆောင်ယောက်ျားကလာပြီးတော့ဖမ်းပြီးတော့အိမ်ခေါ်သွားရဘုန်းသားကြီးစီရောက်တဲ့အခါလေပင်ရှင်ဘုန်းသားကြီးကကြေးကောင်ကြီးချိပြီးတော့သူကအကောင်ကြီးကလည်းကြီးတော့ကြည်နက်ဒါကြီးချိပြီးတော့ကြာကြာနာနာခြေတော့မှာကြော်ဝင်းကြီးနဲ့ပုံပဲ့နေလေဆေးတွေပါလိမ့်ပြီးပြီဒီကောင်ကြီးကိုခဏထိန်းချုပ်ပြီးအစာရည်သာကျွေးပြီးတော့မေးတယ်နော်ဟောဒီလေဆောင်ယောက်ျားကပြောတယ်တဲ့မင်းဟာစပယ်နန်းနေစားရုံနဲ့မကဘူးခြိုင်ဆွဲသွားတယ်လို့ပြောတယ်နော်စပယ်နန်းစားရုံနဲ့မကဘူးနှုတ်သီးနဲ့စပယ်နန်းနေအများကြီးချိသွားတယ်လို့ပြောတယ်အဲ့တော့မင်းဟာခိုးတော်ဆောက်ထားဖို့စဘာတွေကိုတည်ပြီးတော့အယောင်းဝယ်လောက်ထားလားသို့မဟုတ်ခိုးတော်ဆောက်ထားတာရှိလို့လားလို့ဘုန်းတော်ကြီးကမေးတဲ့အခါကျတော့ကျင်းခဲ့ဆိုတာလူဘာသာစကားလည်းပဲအလွယ်တကူနဲ့ပြောတတ်တဲ့တရားမျိုးတွေကိုနော်ပြောတဲ့အခါကျတော့သူပြောတဲ့စကားတော်တော်ထူးဆန်းသွားသူဘာလို့ဆိုကျွန်ုပ်ယူသွားတာဟာတခြားမဟုတ်ပါဘူးတဲ့ကျွန်ုပ်ဟာကိုယ်တော်လည်းဆောင်ထားပါဘူးရောင်းဝယ်လည်းမလုပ်ပါဘူးတဲ့ကျွန်ုပ်ယူသွားတဲ့စပယ်နန်းတွေတဲကတချို့ကိုကျွေးသည့်ချရပါတယ်တဲ့တချို့ကိုတော့ကျွေးဟောင်းဆက်ရပါတယ်ကြံတဲ့ဟာကိုတော့ရင်းနှီးမြုပ်နှံတာလို့ရွှေအိုးမြုပ်ရပါတယ်လို့သူကပြောလူသားတွေလှုပ်တဲ့ပုံစံမျိုးပဲသူကသုံးပုံခွဲပြီးတော့တစုကကျွေးပေးတာတစ်ခုကကျွေးဆက်တာကျန်တဲ့ပိုရှင်တဲ့ဟာကြတော့ရွှေဦးမြုပ်တာပါသိမ့်ထားတာပါလို့ပြောတယ်အဲ့ဒီကြတော့သူစကားကတော်တော်ထူးဆန်းတော့လေပိုင်ရှင်ပုံနာကြီးကစိတ်ဝင်စားပြီးနေစမ်းမအောင်ချင်းငှက်တကောင်ကကျွေးသစ်ပေးတယ်ဆိုတာလဲဆန်းလာကြီးလားကျွေးဟောင်းဆက်တယ်ဆိုတာလဲအလွန်ဆန်းရွှေအိုးမြုပ်တယ်ဆိုတာလဲအလွန်ဆန်းတယ်ဒါကြောင့်မို့ဘလို့ကျွေးသစ်ပေးပြီးဘလို့ကျွေးဟောင်းဆက်တာလဲနော်ဘယ်လိုရွှေအိုးများမြုပ်ပါသလဲလို့ဆိုတာကို
တေချာကပ်ပြီးတော့မေးတဲ့အခါကျတော့အဲ့ဒီချင်းငယ်ချင်းကလူဘာသာစကားနဲ့ရှင်းရှင်းလေးတော့သူပြောပြသူကြွေးသည်ပေးတယ်ဆိုတော့တခြားမဟုတ်ပါဘူးတဲ့အသာတပက္ခတရုဏပုဒ္ဒကမရှကောတိယတေမံပတ္တပရိတန္တိတတ္တမတေတံဣနန္တရေသူပြောတဲ့စကားလေးကသူ့မှာသားငယ်သမီးငယ်လေးတွေရှိသေးတယ်အတောင်မပေါက်ကြသေးဘူးသူ့ကိုအကြောင်းပြုပြီးတော့ဖြစ်ပေါ်လာတဲ့ချင်းငှက်ကလေးတွေဟာအတောင်မပေါက်ကြသေးဘူးမပြန်နိုင်ကြသေးဘူးတဲ့အတိုက်ထဲမှာပဲဒီတိုင်းပဲရှိနေကြသေးတယ်အဲ့ဒီချင်းငှက်တော်အငယ်လေးတွေစားဖို့အတွက်သူကရိုးရိုးသူတို့စားဖို့ယူသွားတယ်လို့မပြောဘဲနဲ့သူတို့ကြီးလာတဲ့အခါကျွန်ုပ်ကိုပြန်လီပြီးတော့ကျွေးမွေးကြမှာဖြစ်လို့အဲ့ဒါကိုရည်ညွှန်းပြီးတော့သူတို့ကိုကျွေးအသစ်ချတယ်လို့ပြောတာပါသူကျွေးရမယ်သူ့ရဲ့သားငယ်သမီးငယ်တွေကိုသူကျွေးတာအဲ့ဒါကိုကျွေးသစ်ချတယ်လို့သူပြောလိုက်တယ်ဘုန်းတော်ကြီးရဲ့သဘောကျတယ်ဒါဖြင့်ဟုတ်ပြီကဲကျွေးဟောင်းဆက်တာကတော့ဘာတော့ကျွေးဟောင်းဆက်တာကတော့ဘာတော့ဆိုမာတာပိဋ္ဌသမေဝုဒ္ဓစိဏကကတရွတ်ပနတေတံတုန်နေနဟာတုနမုံစေပုပ္ပကတံဣနံကျွန်ုပ်မှာမွေးပြီးတော့ဆွမ်းလျှောက်ခဲ့တဲ့မိအိုဖအိုအတောင်ပံတွေကကျွတ်ပြီးတော့မပြန်တန်းနိုင်တော့ဘူးတဲ့မိအိုဖသူ့ကိုမွေးခဲ့တဲ့မိအိုဖကိုကျင့်ခဲ့ကြည့်တယ်ဟာအတောင်ပံတွေကကျွတ်ကုန်လို့ကောင်းရင်ကိုမပြန်နိုင်တော့ဘူးတဲ့သူတို့ဟာဒီလိုပဲတစ်ပင်ပေါ်မှာနားခိုပြီးတော့နေကြတယ်အစာရည်စာရှာပြီးတော့မစားနိုင်ဘူးတဲ့ဒါကြောင့်မို့သူတို့အတွက်နှုတ်သီးနဲ့ချီယူပြီးတော့သူတို့ငယ်ငယ်ကကျွေးခဲ့တဲ့ကျေးဇူးတရားကိုပြန်ဆက်တဲ့အနေနဲ့ကျွေးဟောင်းဆက်ခြင်းဖြစ်ပါတယ်အလုံးမြင်မှုကြမှာပေါ့ငှက်ကလေးတွေဟာအစာရှာပြီးတော့ငှက်ပေါက်စာလေးတွေကျွေးနေတာတွေ့ပါလေနော်ငှက်ကလေးတွေခွန့်ပြီးတော့ကျွေးနေကြတယ်အဲ့ဒါလိုပဲသူ့ရဲ့မိအိုဖအိုတွေကိုလည်းပဲသူကျွေးမွေးစောင့်ရှောက်ရပါတယ်တဲ့အဲ့ဒါကိုရည်ရွယ်ပြီးတော့ကျွေးဟောင်းဆက်တယ်လို့သူပြောခြင်းဖြစ်ပါတယ်လည်းပဲရှင်ပုံနာကြီးကသဘောကြီးကြဟုတ်သားပဲလူတွေတောင်မှတခါတလေလိုလောက်တာမရှိဘူးသူကဒါကြေးဟောင်းဆက်တယ်ဒါဖြင့်ဟုတ်ပြီရွှေအိုးမြုပ်တာကြတော့ဘယ်လိုလောက်တာလဲအင်ကြီးပိတ္ထတကုဏခိနပက္ခသုဒ္ဓပလာတေတံပုညတ္ထိကောတံမိတန်နိတေအာဟုပဏိတာအဲ့ဒီမှာကျွန်ုပ်တို့ချင်းငှက်အုပ်ကြီးတဲ့မှာတဲ့တချို့ချင်းငှက်ကြီးတွေဟာအသက်အရွယ်ကြီးလာတဲ့အခါအတောင်တွေကျွတ်ကုန်ကြတယ်တောင်တွေကျွတ်ပြီးတော့အလုံးကိုအားနေတယ်မပြန်နိုင်ရှာကြတော့ဘူးသူတို့အတွက်တော့ကျွန်ုပ်ကနောင်အနာဂတ်အတွက်ကုသိုလ်ကောင်းမှုဖြစ်ဖို့ရအတွက်သူတို့ကိုကြွေးမွေးဆောက်ရှောက်တာဟာဒါဟာရွှေအိုးမြုပ်နှံခြင်းပဲဖြစ်ပါတယ်ကုသိုလ်ကောင်းမှုကိုလိုချင်လို့သူတို့အတွက်ကိုကြွေးမွေးဆောက်ရှောက်ပါတယ်ဒါဝတ္တရားနဲ့လောက်တာမဟုတ်ခုနကနှစ်ခုကဝတ္တရားပါကလေးငယ်လေးတွေကိုဆောက်ရှောက်ကြွေးမွေးတာကဝတ္တရားမိအိုဖအိုတွေကိုကြွေးမွေးတာကဝတ္တရားအခုကတော့ဝတ္တရားမဟုတ်ဘူးကုသိုလ်လိုချင်လို့ဆောက်ရှောက်ရမယ်ခြင်းငယ်တွေကိုဆောက်ရှောက်တာဖြစ်တယ်ဒါဟာကုသိုလ်ကောင်းမှုလုပ်ပြီးတော့ယဉ်နှီးမြုပ်နှံခြင်းဖြစ်ပါတယ်လို့ဒီလိုရှင်းပြလိုက်တဲ့အခါကျတော့လည်းပဲရှင်ပုံနာကြီးကလူတွေတောင်မှဒီအသိမရှိဘူးတဲ့ဒီခြင်းငယ်တော်
အတော့ကိုလိမ္မာရေးချရှိတာပဲလူတွေတဲ့တောင်ပိုသိတယ်ဝန္တာအာရဖြစ်ပြီးတော့သူ့ကိုအလိုရှိရာစားဖို့အတွက်သူစိုက်ပျိုးပေးထားတဲ့လေဧကတဲ့ဟာအကွက်တစ်ကွက်ကိုသတ်မှတ်ပြီးတော့ပေးကြိုက်တယ်လို့စားပါဒီခင်အလုံးစာတန်းနေဆွဲထားပြီးတော့ဒီကျင်းငယ်ကြီးပိုင်တဲ့အခင်းကိုသတ်မှတ်ပြီးတော့ပေးလိုက်တယ်ကြိုက်တယ်လို့စားဒီခင်းထဲကထွက်သမျှသီးနှံနေသူပိုင်ဆိုင်ခွင့်ရှိတယ်လို့ဆုလက်အနေနဲ့လည်းပဲရှင်ဘုံသားကြီးကပေးလိုက်တယ်ပေးပြီးတော့ဒီကျင်းငယ်ကြီးကိုပြန်ပြီးတော့လှုပ်လိုက်တယ်ဒီဇလန်းလေးကိုမြတ်စွာဘုရားကတရိစ္ဆာန်မင်းဖြစ်တော်လဲပဲတကယ်အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေဟာလှုပ်တဲ့လှုပ်ထိုက်တာတွေကိုလှုပ်နေကြတာဖြစ်တယ်အလုံးမြင်မိကြသလိုပဲမိခင်ဖြစ်တဲ့ငှက်မတွေငှက်ဖိုတွေငှက်ထီးတွေဟာသူတို့ရဲ့လူမမယ်ကလေးငယ်လေးတွေကိုကျွမွေဆောင်းရှောက်ကြတယ်ငှက်ကြီးတွေကိုကျွေးတာတော့မြင်မှုချင်မှမြင်မှုကြမယ်ငှက်ပေါင်းစာလေးတွေကျွေးတာတော့မြင်မှုကြတယ်အဲ့လိုလှုပ်ထိုက်တဲ့တာဝန်တရားတွေကိုသူတို့ဟာခြေပြုံးစွာထမ်းဆောင်နေကြတာဖြစ်လို့တန်တရားစီးပွားကုသိုလ်ကောင်းမှုများဟာလှုပ်ထိုက်တဲ့ကုသိုလ်ကောင်းမှုတွေသာလျှင်ဖြစ်တယ်တို့တွေဟာလူဘဝရောက်လာတဲ့အခါမှာထို့တူပဲငါတို့လှုပ်ထိုက်တဲ့ကုသိုလ်ကောင်းမှုတွေကိုတို့တွေဟာအာယုံစူးစိုက်ပြီးတော့ကိုယ်သားငယ်သမီးငယ်တွေကိုတောင်းဝတရားရပြုစုဆောင်ရှောက်ခြင်းကျွေးမွေးဆောင်ရှောက်ခြင်းကိုမိဥဖအိုတွေကိုတုံ့ပြန်ကျေးဇူးဆက်ခြင်းဆိုတဲ့တောင်းဝတရားနဲ့သက်ဆိုင်တဲ့ဒီကုသိုလ်နှစ်ရပ်ကိုကြိုးစားအထောက်ပြီးမလစ်ဟင်းစေရအောင်တတိနဲ့ဆောင်ရွက်ရမှာဖြစ်ပြီးကိုရှာဖွေလို့ရလာတဲ့ပစ္စည်းဥစ္စာတွေကိုလည်းပဲဒီဘဝအတွက်သာမသုံးပဲနဲ့ကုသိုလ်ကောင်းမှုအတွက်ယဉ်နှိမ့်မြုံနှံမှုတစ်မျိုးဖြစ်အောင်တို့တွေရွှေအိုးမြုပ်ခြင်းဆိုတဲ့ကုသိုလ်ကောင်းမှုလုပ်တဲ့အလုပ်ကိုလုပ်ရမှာဖြစ်တယ်လို့တတိထားပြီးအသိဉာဏ်ပွားဖို့ဖြစ်ပါတယ်။မြတ်စွာဘုရားကဒီဇာတကဒေသနာဖြင့်လူသားတွေအတွက်ဘဝသင်္ကန်းစာတရားကိုပေးတာဖြစ်တယ်။အဲတော့အလုံးတရားချစ်ခင်သူတော်စင်ပြိတ္တတို့တွေလှုပ်ထိုက်တဲ့ကျွေးသစ်ပေးခြင်းဆိုတာလုပ်ကြရဲ့လားကျွေးဟောင်းဆက်ခြင်းဆိုတာကိုရောလုပ်ကြရဲ့လားရွှေအိုးရောမြုပ်ကြပါရဲ့လားဆိုတဲ့ဒီမေးခွန်းတွေကိုယ့်အကိုပြန်မေးပြီးတော့ကိုလုံးရမယ့်ဝတ္တရားတွေကိုမပြတ်မကွက်အောင်တို့တွေကြိုးစားအထောက်ကြရမှာဖြစ်တယ်လို့ကိုစီတတိထားပြီးတော့ကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်း